ကျွန်တော်အသက်18နှစ်တုန်းကဘယ်သူမှအလိုမရှိပဲလမ်းဘေးမှာလေလွင့်နေတဲ့ကြစ်ကန်ကန်မိန်းကလေးတယောက်ကိုကောက်ယူစောင့်ရှောက်ခဲ့ဘူးတဲ့။ချိန်ချာကြီးသူမနားမှာရှိနေပေပြီးအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့သူမစီကအချစ်ကိုတော့ကျွန်တော်ဘယ်တော့မှမရရှိခဲ့ပါဘူး။အဲဒီနောက်သူမစိတ်ကူးရင်ဆွဲလန်းရတဲ့သူပေါ်လာတဲ့အခါမှပဲသူမမှလည်းနူးညံ့တဲ့အချမ်းရှိနေမှန်းသိလိုက်ရတယ်။ဒါပေမဲ့စိတ်မကောင်းစရာကအဲ့ဒီနူးညံ့မှုတွေကကျွန်တော်အတွက်မဟုတ်ခဲ့ဘူးလေ။သူမကိုလက်လွတ်လိုက်ရတဲ့နေ့မှာမကြခင်ပြန်လာခဲ့မယ်လို့မူသားစကားပြောခဲ့ပြီးကျွန်တော်ဘယ်တော့မှပြန်မလာခဲ့တော့ပါဘူး။အခုလို9နှစ်ကြာပြီးနောက်ရုပ်ရှင်ရိုက်ခွင်းတစ်ခုမှာကျွန်တော်တို့မထင်မှတ်ပဲပြန်ဆုံကြတယ်။သူမကအခုဆိုနိုင်ငံရဲ့အကောင်းဆုံးမင်းသမီးဖြစ်နေခဲ့ပြီလေ။သူမကကျွန်တော်လက်ကိုဖမ်းဆုပ်ပြီးမကြခင်ပြန်လာမယ်ဆိုဘယ်တွေကိုရောက်နေခဲ့ရလဲ။အဲ့လိုမျိုးလာမီးမှာကိုပဲကျွန်တော်ကြောက်ပြီးစိုးရိမ်စိတ်ကြောင့်ဒီကုလုံးချွေးဆုံနေခဲ့ပြီ။ဘာလို့လဲဆိုတော့ဘိုင်နင်းကကျွန်တော်နောက်ကနေ9မီတာကွာတင်ရှိနေတာမို့တန်းကြည့်လိုက်ရင်မျက်နှာချင်းဆိုင်ဖြစ်သွားတော့မှာပါ။အဲ့ဒီချိန်မှာပဲဆီယာမပင်နောက်ခန်းကရီးသားဟောင်းနဲ့ပြန်ဆုံတဲ့အခန်းတော်တန်းတမှုနဲ့လွမ်းစမှုကိုပြရမှာပါလို့ဘေးကလူကလာပြောတော့ဘိုင်နင်းကခပ်ဖွားဖွားရီမောလိုက်ပြီးတန်းတမှုအဲ့ဒါကကျမအတွက်တော့မမှန်ဘူးသူကလွမ်းနေရမယ့်ရီးသားဟောင်းတစ်ယောက်ဖြစ်နေပြီလေလို့ပြောလိုက်တယ်သူမရဲ့စကားသံကအရင်တိုင်းအေးဆက်ပြီးအလန်းကွာနေသေးပါပဲကျွန်တော်အသက်18နှစ်တုန်းကဆိုရင်သူမကအဲ့ဒီအတန်နဲ့ပဲကျွန်တော်ကိုရှောင်ရီလို့အချိန်လေးပေါ်မူတည်ပြီးခေါ်ခဲ့ဘူးတာပါနောက်ဘက်မှာစကားဝိုင်းကဆက်ဖြစ်နေပြီးဒုတိယဒရိုက်တာဘာပြောလိုက်လဲတေချာမကြားရပေမဲ့ဘိုင်နင်းပင်ရဲ့အတန်ကတော့ရှင်းရှင်းလင်းလင်းကြားနေရတယ်ကျမကတော့ရီးသားဟောင်းတွေကိုမေ့သွားခဲ့ပြီတယောက်ယောက်နဲ့ပြန်တွဲရတာကိုအကျင့်မရှိဘူးတဲ့ကျွန်တော်ကလည်းသူမကိုကျွန်တော်ကိုမှတ်မိခွင့်ပေးဖို့စိတ်ကူးမရှိပါဘူးရိုက်ကူးပြီးသွားရင်တယောက်တလန်းစီသွားကြရုံပဲလို့တွေးနေမိတယ်အဲ့ဒီလိုတွေးနေတော့မှပဲလုံးပေါ်ကင်မဲ့တယောက်ကအတန်ကျဲကြီးနဲ့လမ်းခေါ်လိုက်တယ်ကြောင်ကြီးကြားဆက်အသုံးဆောင်ပစ္စည်းတွေရှာတွေ့ပြီလားတဲ့အဲ့ဒီတန်းကြောင့်နောက်ဘက်မှာရုတ်တရက်တိတ်ဆိတ်သွားခဲ့ပြီးကျွန်တော်လည်းအသုံးဆောင်ပစ္စည်းတွေကိုဆွဲကင်ကချက်ချင်းထွက်ပြေးခဲ့တော့တယ်ဘိုင်နင်းကကျွန်တော်နောက်ကိုလိုက်မလာခဲ့ပါဘူးမကြားလိုက်တာဖြစ်နိုင်လို့ကြားပေမဲ့လည်းဂယုမဆိုင်တာဖြစ်နိုင်ပါတယ်ကျွန်တော်လည်းပတ်ဝန်းကျင်ကိုအာရုံမစိုက်ပဲလုံးပေါ်ကင်မဲ့ကိုခုဟာစာပြီးကျွန်တော်ကိုရှောင်ဖမ်းလို့ပဲခေါ်ပါမဟုတ်ဘူးရှောင်ကြီးဘာလို့ရှောင်ဖမ်းကပိုနားထောင်လို့ကောင်းနေရလဲလို့ပြောလိုက်တော့လုံးပေါ်ကင်မဲ့ကရီမောပြီးရှောင်ဖမ်းကပိုပြီး professional ဆန်ပါတယ်ကွာလို့လက်ခံလိုက်တယ်ဒါကလက်ထောက်ဒရိုက်တာအနေနဲ့ကျွန်တော်ရဲ့ပထမဆုံးအလုပ်ပဲလေအဖွဲတဲ့မွေငင်ကလေးကခေါင်းဆောင်မင်းသမီးကပျော်ပြေးလောကရဲ့အရင်မြစ်ထက်ဝက်နီးပါးကိုလက်လန်းမိပြီးထူးခြားတဲ့တရုတ်ဆောင်ပါရမီရှိတဲ့ဘင်မင်ဖြစ်တယ်ဆိုတာသိထားပြီးသားပါအသက်25နှစ်မှာကောင်းဆုံးမင်းသမီးစုကိုစုခူးထားတဲ့သူမဟာတစ်ချိန်ကကျွန်တော်ရဲ့ပထမဆုံးအချစ်ဖြစ်ခဲ့ဘူးတာပေါ့ဒါကူလာဖို့ဝေခွဲမရဖြစ်ခဲ့ပေမဲ့ဒီလိုကောင်းမွန်တဲ့လောက်ကင်ခွင်လန်းကိုလက်လွတ်မခံချင်ခဲ့ဘူးသူမကိုကျွန်တော်အကြောင်းလုံးဝအတိမပေးမိစေရဘူးလို့ဂတိပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့သူမသာတည်သွားရင်ကျွန်တော်သွားပြီခုနှစ်နှစ်တုန်းကလမ်းခွဲမှုကလုံးဝတိတ်ခါမရှိခဲ့ဘူးလေပြီးသားထဲမှာကျွန်တော်ရေးခဲ့တာကမင်းကဩဇာကြီးတဲ့မိသားစုကမှငါအမြဲတီးနေခဲ့တယ်မင်းရဲ့မိသားစုကနေသတင်းချက်လက်တွေရဖို့အတွက်ပဲချင်းကပ်ခဲ့တာငါကကြစ်ကန်ကန်နေတဲ့မိန်းကလေးတွေကိုတကယ်မကြိုက်ဘူးနူးညံ့တဲ့မိန်းကလေးတွေကိုပဲကြိုက်တာငါတို့နောက်ထပ်မဆုံးချင်းစကလုံးတွေကပို့ပြီးပေါ့ပေါ့ပါပါဖြစ်လေကျွန်တော်ရဲ့ထွက်ခွာမှုကပို့ပြီးချက်ရစရာကောင်းနေလေပါပဲအဲ့ဒီစာကိုဖတ်လိုက်ရတဲ့အခါဘယ်ဘလို့ခံစားရလဲမသိဘူးဒါပေမဲ့သူမကကလေးစားချစ်တတ်တဲ့အမျိုးအစားဖြစ်ပြီးတကယ်လို့မိသွားရင်ကျွန်တော်လောက်ကင်ပြီးဆုံးသွားနိုင်တာကြောင့်ပါဘိုင်နင်းကပြန်မမှာတီဗီတွေကထက်တောင်ပို့ပြီးလှပနေပါသေးတယ်အဲ့ဒီဂျင်းနဲ့သူမကတော့အသာလွန်ဆုံးပါပဲသူ့မိဘတွေကသူတို့ခေတ်ရဲ့အကောင်းဆုံးမင်းသမီးနဲ့မင်းသားတွေဖြစ်လို့ဘာမှသိမလို့ရင်တောင်ပြန်မြထက်တော့အထက်မှာရှိနေမှာပဲဒါပေမဲ့ကျွန်တော်သဘောချတာကဘင်မင်းရဲ့ပုံစံတွင်မြင်ပဲရင်ကျေးတိမ်ဝဲပြီးလှပတင်းတယ်မှုဘေးကလူကငငယ်တုန်းကဆိုရင်ကျောင်းမှာကြော်ကြားဆုံးမိန်းကလေးဖြစ်ခဲ့မှတေးကြတယ်လို့ပြောလိုက်တဲ့အခါကျွန်တော်တီးမလို့တောင်ဖြစ်သွားတယ်ဘိုင်နင်းကကြော်ကြားဆုံးဟုတ်လားဘာမှအဲ့ဒီလောက်မမားရွေးနိုင်တော့ပါဘူးသူမကကြော်ကြားဆုံးမဟုတ်ယုံနေမကပဲလူတိုင်းရှောင်ကျင်ကြတဲ့မိန်းကလေးကျောင်းလုံးကကြောက်ရတဲ့အုပ်စုကောင်းဆောင်ဖြစ်ခဲ့တာသူမကိုပထမဆုံးချိန်မြင်ဘူးခဲ့တဲ့ချိန်ကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူးအဲ့ဒီတော့ကမိုးရီတဲတဲမဲမဲရွာနေခဲ့တာလမ်းသွားလမ်းလာတွေပြေးလွှားနေကြပြီမဲ့သူမကတော့တင်နေတဲ့လူလိုလမ်းဘေးမှာမလုံးမရှက်ထိုင်နေခဲ့တယ်ကျွန်တော်နားကိုရောက်သွားတဲ့အခါမှပဲမောကြည့်လာပြီးထွက်သွားလို့ပြင်းထန်ခတ်တန်လွန်းတဲ့အတန်းနဲ့မောင်းထုတ်ခဲ့တာဒါပေမဲ့ကျွန်တော်ထွက်မသွားပဲဒီကိုသူမရဲ့ခေါင်းပေါ်မှာမိုးပေးလိုက်တယ်အဲ့ဒါကဘိုင်နင်းပင်နဲ့ကျွန်တော်ကြားကရာအားလုံးစတင်ခဲ့ပုံပါပဲအတွေ့အမှတ်တရတွေကိုဖျောက်ဖျက်ဖို့ခေါင်းခါရမ်းလိုက်ပြီးရိုက်ကွင်းကအရန်စူညံနေလို့ခဏနားဖို့လေကားတောင်းစီသွားခဲ့တယ်ဒါပေမဲ့တကားဖွင့်လိုက်တာနဲ့အမောင်ထဲမှာရက်နေတဲ့ဘိုင်နင်းပင်ကိုမထင်မှတ်ပဲမြင်လိုက်ရပြန်တယ်သူမကအရင်တုန်းကလိုပဲကျွန်တော်ကိုအေးဆက်စွာစိုက်ကြည့်နေခဲ့ပြီးလေကားတောင်းကအရန်မှောင်ပြီးတိတ်ဆိတ်နေခဲ့တယ်ကျွန်တော်လည်းခေါင်းငုံပြီးထွက်သွားဖို့ပြင်လိုက်ပေမဲ့ဘိုင်နင်းပင်ကတားဆီးပြီးမင်းဘာလုပ်လဲလို့မေးလိုက်တယ်ကျွန်တော်လည်းလက်ထောက်ဒရိုက်တာပါမကြသေးခင်ကမှဘွဲရထားပြီးရိုက်တာဆန်းနဲ့အလုပ်တူတူလုပ်နေတာပါလို့ဖြေတော့သူမကမင်းတော်တာပဲတဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဆရာမလို့ပြန်ပြောလိုက်တယ်သူမကမင်းအသက်ဘယ်လောက်လဲလို့ထပ်မေးလို့25လို့ဖြေလိုက်တဲ့အခါသူမကခက်တိုးတိုးကြီးမောလိုက်ပြီးငါတို့ကအသက်တူတူပဲကိုမင်းကငါ့ကိုဆရာမလို့ခေါ်တယ်ပေါ့လက်ထောက်ဒရိုက်တာကလည်းသူမကိုဆရာမလို့ခေါ်တာပဲပြီးတော့သူကအသက်43နှစ်လေဒါကြောင့်ငါ့ကိုနောက်တစ်ခေါက်လောက်ခေါ်စမ်းပါအောင်နဲ့ကျွန်တော်လည်းစိတ်တူတူနဲ့ဆရာမလို့ခေါ်လိုက်ရတယ်အမောင်ထဲမှာသူမရဲ့မျက်နှာကိုတေးသေးချာချာမမြင်ရပေမဲ့သူမပြုံးနေတယ်လို့ပဲအေးဆက်ပြီးဘာခံစားချက်မှမပါတဲ့အပြုံးမျိုးပေါ့ရင်ထဲမှာစိုးရင်ထိတ်လန့်သွားပြီး
သူမကျွန်တော်ကိုမမှတ်မိပါစေနဲ့လို့ပဲဆုတောင်းနေမိတယ်ခုနှစ်တုန်းကနဲ့နိုင်ရှင်ကျွန်တော်ကလူတစ်ယောက်လုံးလုံးဝပြောင်းလဲသွားလို့ပါပဲပိန်လီတဲ့ကောင်လေးကနေချောမောတဲ့ကောင်လေးဖြစ်လာခဲ့တာမို့ဆွေမျိုးတွေတောင်ကျွန်တော်ကိုမနှဲမှတ်မိကြတာပြီးတော့အဲ့ဒါအပြင်ကျွန်တော်တို့ကအမှောင်ထဲမှာရှိနေတာဆီယာမခဏနားလိုက်ပါအောင်ကျွန်တော်ချက်ချင်းပြန်လာခဲ့ပါမယ်လို့ပြောပြီးထွက်ဖို့ပြင်တော့နေအောင်လို့သူမကထပ်ပြီးတားပြန်တယ်မင်းနာမည်ဘယ်လိုခေါ်လဲဖန်းချန်မင်းအခြားနာမည်တစ်ခုသုံးခဲ့ဘူးလားမသုံးဘူးပါဘူးအဲ့ဒီမှာဘိုင်နေမင်းတိတ်ဆိတ်သွားပြီးကျွန်တော်စီကနေကျွေးစည်းတွေထွက်လာခဲ့တယ်ကျွန်တော်အရင်ကဖန်းရောင်လို့အခေါ်ခံခဲ့ရတာဖြစ်ပြီးအဲ့ဒီနောက်ကွယ်လွန်သွားတဲ့ဘွားပြီးခဲ့တဲ့အမိပြောင်ဖြစ်တဲ့ဖန်းဆောင်ကြီးဆိုပြီးပြောင်းခဲ့တာပါသူမတခါကကျွန်တော်ဘော်လေစားခဲ့ဘူးသလိုခုတော့ကျွန်တော်ကသူမကိုပြန်လေစားနေပြီမို့ကျွန်တော်တို့တည်ရပဲလို့တွေးလိုက်မိတယ်ကျွန်တော်ရဲ့ထက်တန်းကျောင်းပထမနှစ်နွေရာသီကျောင်းပိတ်ရဲ့အတွင်းမှာလမ်းတောင်တစ်ခုကနေဘိုင်နှင်းပင်ကိုကောက်ရခဲ့တာသူကသွားစရာနေရာမရှိဘူးမိသားစုလည်းမရှိဘူးပြောခဲ့လို့ကျွန်တော်ယုံခဲ့တာပေါ့သူကလည်းဘယ်သူမှအလိုမရှိတဲ့ကျွန်တော်လိုဆင်းရဲတဲ့ကလေးပဲလို့ထင်ခဲ့တာငငယ်တုန်းကမိဘတွေကွာရှင်းပြီးရဲ့နောက်တယောက်ချင်းစီမိသားစုတစ်တွေထူထောင်ပြီးနောက်ထပ်ကလေးတွေရခဲ့ကြတာမို့ဘယ်သူမှကျွန်တော်ကိုမချစ်ကြဘူးကျွန်တော်ကိုအတော့အိမ်ရဲ့အမြောက်ခန်းမှာပဲနေခွင့်ပေးခဲ့ကြတာငငယ်ကလေးကအရန်လိမ်မာခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့လိမ်မာနေမှအနည်းဆုံးစားစရာတစ်ခုရမှာမို့လို့ပဲဗေမင်းနဲ့ကျွန်တော်ကလုံးဝကိုကွဲပြားခြားနားတယ်ကျွန်တော်ကလူဝေးဖြစ်ပြီးတိတ်ဆိတ်ငြိမ်သက်ကစာချက်တာကလွဲလို့အခြားဘာကိုမှမသိခဲ့ဘူးတန်တန်ကြောင့်ဒုတိယနှစ်မှာတော့ကျွန်တော်တို့အတန်းတစ်ခုတည်းကြားခဲ့တယ်သူမကဘယ်လိုမိသားစုကလဲဆိုတာဘယ်သူမှမသိကြပဲသူ့မှာမိဘတွေမရှိဘူးလမ်းပေါ်မှာပဲနေထိုင်တယ်လို့ကောလာဟာလာတွေထွက်ခဲ့တာကျောင်းမှာတော့ကျွန်တော်တို့ကသသိန်းတွေလိုပဲဒါပေမဲ့ညာတိုင်းမှာတော့ဘိုင်နှင်းကမြေရောက်ခန်းပရင်းမကိုလာခောက်တတ်တယ်ကျွန်တော်ကသူမအိတ်ဖို့အတွက်ကျမ်းမြေရဲ့တောင်စုံလေးတစ်ခုပေးလိရှိပြီးအတော်မနိုးခင်မှာသူမကတခါမှမရှိခဲ့ဘူးဆိုလိုမျိုးစောစောစီးစီးထွက်ခွာသွားလိရှိတယ်ဘိုင်နှင်းကတန်းတွေအများကြီးပြတ်ခဲ့ပြီးအမြဲတမ်းဒဏ်ရာတွေနဲ့ပြန်လာတဲ့အခါသူမရဲ့ဒဏ်ရာတွေကိုကျွန်တော်ကုသပေးခဲ့ရတိုင်းဖန်းဆောင်ကြီးမင်းဒီထက်ပိုပြီးညှင်သာပေးလို့မရဘူးလားငါ့ကိုရှောင်းကြီးလို့ခေါ်ပါရှောင်းကြီးမင်းဒီထက်ပိုပြီးညှင်သာပေးလို့မရဘူးလားလို့ပြောတတ်တယ်ရှောင်းကြီးကကွယ်လွန်သွားတဲ့ဖွာပေးခဲ့တဲ့ကျွန်တော်ရဲ့အမိပြောင်ဖြစ်ပြီးဖန်းဆောင်တဲ့အဲ့ဒီနာမည်ကိုပို့သဘောကျတယ်ဘိုင်နှင်းကမြောက်ခန်းမှာအမြဲတမ်းလာအိတ်တက်တာကြောင့်သူမကကျွန်တော်ထက်ပိုပြီးစိတ်မကောင်းစရာကောင်းတယ်လို့မတိစိတ်ကနေတွေးမိလာခဲ့တယ်ကျွန်တော်စာအုပ်မိတ်ကြံခဲ့ပြီးဆီယာမရဲ့စူပူကျိန်းမောင်းကြီးကိုခံရတဲ့ချိန်မှာလဲဘိုင်နှင်းကနောက်ဆုံးကုံကနေပထမဆုံးကုံထိရှောက်လာပြီးသူမရဲ့စာအုပ်ကိုကျွန်တော်စပွဲပေါ်ပြစ်တင်ပေးခဲ့ဘူးတယ်ကျွန်တော်ကငယ်ရွယ်ပေမဲ့ကြီးထွားမှုနောက်ကျခဲ့လို့အရက်ပူပြီးအခြားတန်းကကျောင်းသားတွေရဲ့နိုင်ကျင်ခြင်းကိုမကြာခဏခံခဲ့ရတယ်ဘယ်လိုကာကွယ်ရမလဲဆိုတာမသိဘဲလမ်းပြောင်းနေရတဲ့အချိန်တိုင်းမှာဘိုင်နှင်းပင်ကကျွန်တော်ရှေ့မှာမတ်တက်ရက်ပေးလိရှိတယ်သူမကကျွန်တော်ကိုကာကွယ်ပေးခဲ့တာပါကျွန်တော်ကသူမကိုကာကွယ်ပေးခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ကြားမှာထူးခြားတဲ့ဆက်နွယ်မှုတစ်ခုရှိတယ်လို့ထင်ခဲ့တာကျွန်တော်မှားသွားခဲ့တာပါအဲ့ဒါကိုအများကြီးနောက်ကျမှနားလေခဲ့ရတယ်ဘိုင်နှင်းပင်ကအနုပညာလောကရဲ့ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်ပြီးသူမရဲ့မိသားစုကရေတွက်လို့မရတဲ့အင်ချန်မီတွေနဲ့ဒင်ခံကားတွေကိုပိုင်ဆိုင်ထားတာသူမရဲ့ဖနက်တစ်ပတ်တည်းနဲ့တင်ကျွန်တော်အတွက်တစ်နှစ်လုံးစာဝတ်စားတွေကိုဝယ်ပေးနိုင်တယ်သူမရဲ့မိသားစုကိုတဝင်းတိုးစေဖို့အတွက်ပဲကျွန်တော်ကိုအသုံးချခဲ့တာကျွန်တော်အဲ့ဒါကိုသိလိုက်ရတဲ့အချိန်ကလူရှင်နီယန်ပေါ်လာတဲ့နေဝင်းကျင်လောက်မှာပဲအတွေးတွေပြတ်တောက်သွားခဲ့တယ်ရိုက်ကွင်းကိုပြန်ရောက်တဲ့ကနိုးလက်ဖက်ရည်တစ်ခွက်ကလက်ထဲရောက်လာခဲ့တယ်ဘေးကလူတွေကကြည်စမ်းဘယ်လောက်ချောလိုက်လဲသူနဲ့မင်းသမီးကလိုက်ဖက်ညီတဲ့ဇုံတွေပဲလို့ပြောနေကြတယ်ကျွန်တော်ဝေးကနေလမ်းကြည့်လိုက်တော့ဘိုင်နှင်းကဘေးတစ်ဖက်မှာရက်နေပြီးလူရှင်နီယန်သူမကိုပြောနေတာတွေကိုနားထောင်နေခဲ့တယ်အခြားလူတွေလိုပဲကျွန်တော်လည်းအဲ့ဒီလှပတဲ့ပုံရိပ်စီကနေမျက်လုံးတွေကိုမလွှဲနိုင်ခဲ့ဘူးရုတ်တရက်ဘိုင်နှင်းပင်ကတခုကိုခံစားမိသွားပုံရပြီးကျွန်တော်စီကိုတက်တက်စိုက်ကြည့်လာခဲ့လို့ချက်ချင်းပဲခေါင်းငုံလိုက်မိတယ်ပြန်ပြီးမောကြည့်လိုက်တဲ့ခါမှာတော့သူမကျွန်တော်ကိုမကြည့်တော့ပါဘူးဒါကစိတ်ကူးရင်မှုတတ်တတ်ပဲဖြစ်နိုင်ပါတယ်အဲ့ဒီချိန်လူရှင်နီယန်ကဘင်ရိုက်ကူးပြီးသွားတဲ့အခါဖက်ရှင်ရှိုးကြည့်ဖို့ကျမနဲ့တူပါတီကိုလိုက်ခဲ့ပါလို့ပြောလိုက်တဲ့သူမရဲ့အတန်းကလွန်ခဲ့တဲ့9နှစ်တုန်းကအတိုင်းအတိအကျပါပဲအမတ်တရတွေတဲကိုထပ်ပြီးနင်းမြုပ်သွားရပြန်တယ်တန်းကျောင်းတုန်းကဘိုင်နှင်းပင်နဲ့ကျွန်တော်ကအတန်းဖော်တွေနေနဲ့လုံးဝကိုစင်ကြဲတဲ့ဆက်ဆံရေးရှိခဲ့တာလူရသည်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေပြီးရဲ့နောက်မှသာကျွန်တော်တို့စတင်တွဲဖြစ်ခဲ့ကြတာပါဘိုင်နှင်းပင်ကဆရာထက်တဲ့မှုမရှိခဲ့ပေမဲ့သူမကကျွန်တော်ကိုညှင်းပယ်ခြင်းလည်းမရှိခဲ့ပါဘူးပါဇက်ကနေကြိုတာတဲ့စကားတစ်ခုမှထွက်မလာခဲ့တာပဲရှိတာချို့နီလန်းတွေရတော့သူမကရည်သားကောင်းတစ်ယောက်ပါယူဆိုင်တတ်တယ်စာနာတတ်တယ်ပြီးတော့အခြားလူတွေရှင်းမှာကျွန်တော်ကိုအများကြီးရေးပေးတတ်တယ်ဒါပေမဲ့ဘိုင်နှင်းကသူ့ရဲ့တငယ်ချင်းတွေနဲ့ကျွန်တော်ကိုဘယ်တော့မှမိတ်မဆက်ပေးခဲ့ဘူးကျွန်တော်တခါလေဘီလာရဲ့အခန်းစီကိုသွားခဲ့ဘူးတယ်သူမကိုရှာဖို့သူမကိုအံ့အားသင်သွားစေချင်ခဲ့တာဒါပေမဲ့သူကခက်တီတီမျက်နှာထားနဲ့စိတ်တူတူနဲ့ပြောခဲ့တယ်ခုကစာပေဒီကိုမလာပါနဲ့တော့တဲ့အဲ့ဒါကိုကျွန်တော်သိပြီးမတွေးခဲ့ပါဘူးအဲ့ဒါကသူမရဲ့ဇယိုက်ပဲလို့ထင်ခဲ့တာတန်မိုးကြီးဝစ်စုံဝစ်စင်ထားတဲ့လူရှင်နီယန်ပေါ်မလာခင်အထိပေါ့သူ့ရဲ့စိတ်ထားကအပြစ်ပြောစရာမရှိတေတန်းနေပြီးကျွန်တော်ရဲ့ကဘာတွေကအလင်းတန်းတစ်ခုလိုပဲအဲ့တော့ကလူရှင်နီယန်ကဘင်မင်းဒီမှာဘာလုပ်နေရလဲငါဖာရီတစည်းဝယ်လိုက်ပြီမင်းကိုလိုက်ဖို့ပေးပြရစီလို့ပြောခဲ့တယ်ဖာရီဆိုတဲ့စကားလုံးကြောင့်ကျွန်တော်ကြောပြင်တစ်ခုလုံးတုံလို့သွားလူနေပါဖြစ်ခဲ့ရတယ်လူရှင်နီယန်ကဝေခွဲမရတဲ့မျိုးလုံးတွေနဲ့ကျွန်တော်ကိုကြည့်လာပြီးဘင်ဒါဘာတူလဲလို့မေးတော့ကျွန်တော်ကမင်္ဂလာပါကျွန်တော်ကဘင်ရဲ့ရည်သားပါလို့မိတ်ဆက်လိုက်တယ်အဲ့ဒီမှာလူရှင်နီယန်ကမင်းပါတွေနောက်ပြောင်နေရလဲဘင်ကမင်းတို့လူကိုဘယ်ကြိုက်ရမှာလဲငါကသူမရဲ့နာကက်ရည်သားပဲငါတို့မိသားစုတွေကြားမှာစိစက်ကြောင်းလန်းခြင်းရှိတယ်လို့ပြောတဲ့အခါ
ဘိုင်နေပင်ကမျက်မှောင်ကုတ်လိုက်ပြီးပြတ်သားတဲ့အတန်နဲ့ဘယ်သူကပြောလဲငါသူနဲ့စစ်သက်ထားကိုလက်မခံခဲ့ဘူးလို့လူရှင်နီယန်ကိုတွန်းထုတ်လိုက်တယ်သူ့ရဲ့ရှင်းပြချက်ကကျွန်တော်နဲ့ဘင်ဂျာကဆက်ဆံရေးကိုမကြိုက်လို့ဘိုင်နေပင်ရဲ့မိဘတွေကကျွန်တော်ကိုလာရှာခဲ့ကြတယ်အဲ့ဒီခါကျမှပဲကျွန်တော်အရာအားလုံးကိုနားလေသွားခဲ့တော့တယ်ဘိုင်နေပင်ကဒုတိယမျိုးဆက်ဖြစ်နေခဲ့တာသူမရဲ့မိသားစုကဖျော်ဖြေလောကရဲ့ထက်ဝက်နီးပါးကိုထိန်းချုပ်ထားတာဘိုင်နေပင်ကသူမရဲ့မိဘတွေနဲ့ဆက်ဆံရေးမကောင်းဘူးစကားမဆက်သူမကအထက်တန်းလွှာကျောင်းကနေတာမန်ကျောင်းတစ်ခုကိုပြောင်းလာခဲ့တာဖြစ်ပြီးအိမ်ကိုလည်းပြန်မသွားခဲ့ဘူးသူမရဲ့မိဘတွေကအမြဲတမ်းခီးသွားနေကြပြီးတမီးဖြစ်သူကိုဂယုမစိုက်ခဲ့ကြဘူးသူမဘာတွေလုပ်နေလဲဆိုတာကိုတော့သူတို့မသိခဲ့ကြပါဘူးအဲ့ဒီစကားဝိုင်းရဲ့အဆုံးမှာဘင်မင်းရဲ့ဖခင်ကကျွန်တော်ကိုပြောခဲ့တယ်မောင်ရင်မသိတာဖြစ်နိုင်ပေမဲ့ဘင်ကမင်းကလေးဖြစ်ပေမဲ့လည်းအရန်ဆိုးတယ်မောင်ရင်နဲ့တွဲနေတာကသူမရဲ့မိသားစုကိုတွင်တောင်လုပ်ဖို့တတ်တတ်ပဲမောင်ရင်ကိုတကယ်ကြိုက်လို့မဟုတ်ဘူးဒါကသူမဒီလိုမျိုးလုပ်တာပထမဆုံးချိန်မဟုတ်ဘူးတကယ်လို့မောင်ရင်မယုံရင်လူရှင်နီယန်ပေါ်သူမဘယ်လိုဆက်ဆံလဲဆိုတာကြည့်လိုက်လေအဲ့ဒီလူရှင်နီယန်ကိုကြိုက်နေတာသူတို့ကငငယ်ကလေးကအတူတူကြီးပြင်းလာခဲ့ကြတာမို့သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုသတိမထားမိသေးတာတတ်တတ်ပဲမောင်ရင်နဲ့ငါတို့ကတူညီတဲ့ကဘာကမဟုတ်ကြဘူးတဲ့နောက်ပိုင်းမှာဖခင်ဖြစ်သူကမူသားမပြောခဲ့ဘူးဆိုတာသိလိုက်ရတယ်လူရှင်နီယန်ကသူမကိုစိတ်နှောက်ယှက်ပေးနေတယ်လို့စကားအရပြောခဲ့ပေမဲ့လည်းဘင်မင်ကသူ့အပေါ်မှာစိတ်ရှည်မှုတွေအများကြီးရှိခဲ့တယ်တခါကလူရှင်နီယန်ကကျွန်တော်စင်းရတာကိုလှောင်ပြောင်နေပြီးနောက်တစ်စက္ကန့်မှာဘင်မင်ပေါ်လာတဲ့အခါသူကတနာစရာမျက်နှာဘေးကိုလှုပ်လိုက်တယ်ဘင်မင်ဖန်းရှောင်ကြီးကငါ့ကိုရိုက်မလို့လုပ်တယ်တဲ့အဲ့ဒီမှာဘင်မင်ကဖန်းရှောင်ကြီးငါမင်းကိုသူ့ကိုအနိုင်မချင်းကိုပြောထားတယ်မဟုတ်လားလို့ကျွန်တော်ကိုလမ်းငေါက်ခဲ့တယ်ကျွန်တော်အဲ့ဒီချိန်မှာပဲနားလေလိုက်တယ်ဘင်မင်ကတမ်မနီနဲ့လှုပ်ထားတာမဟုတ်ပါဘူးသူကကျွန်တော်တို့ရဲ့ပွင့်လန်းမလာခဲ့တာပါဩဂတ်စ်လကိုမှကျွန်တော်လူရှင်နီယန်ရဲ့ကမ်းလှမ်းချက်တွေကိုလက်ခံလိုက်တယ်ဘင်မင်ရဲ့မိဘတွေရဲ့ရန်ပုံဝင်နဲ့ကျွန်တော်နိုင်ငံသားမှာပညာသင်ကြားခွင့်ရမှာဖြစ်တယ်ကျွန်တော်ရဲ့အခြေအနေရဆိုရင်ဒါကတစ်သက်မှာနိုင်ငံသားမှာပညာသင်ကြားခွင့်ရမယ်တခုတည်းသောအခွင့်အရေးဖြစ်နိုင်ပါတယ်ထွက်ခွာမယ့်နေ့မှာဘိုင်နေမင်ကိုချောကလက်သွားဝယ်မလို့ပြောခဲ့တော့သူမကပတ်စံအိတ်ကိုဖွင့်ပေးခဲ့ပြီးဈေးကြီးဆုံးကိုဝယ်ခဲ့လို့ပြောတယ်ကျွန်တော်ကငါမင်းပတ်စံမလို့ပါဘူးငါချက်ချင်းပြန်လာခဲ့မယ်လို့ပြောခဲ့ပြီးသူမကလည်းကောင်းပြီငါမင်းကိုစောင့်နေမယ်လို့ပြန်ဖြေခဲ့တယ်အဲ့တော့ကျွန်တော်ဘယ်တော့မှပြန်မသွားခဲ့တော့ပါဘူးဘင်ဘေးရဲ့မိဘတွေရဲ့ညွှန်ကြားချက်တိုင်းအပြီးတိုင်းလမ်းခွဲဖို့အတွက်ဆိုးရွားလာတဲ့လမ်းခွဲစာတစ်စောင်ကိုကျွန်တော်ခြံထားခဲ့တယ်သုံးလတာတက်တန်းရှိတဲ့ဒီပထမဆုံးအချက်ဟာစာအုပ်ရာသီရောက်ရှိလာခြင်းနဲ့အတူတိတ်တိတ်ဆိတ်ပဲပျောက်ကွယ်သွားခဲ့တော့တယ်ကျွန်တော်နာမည်ပြောင်းလိုက်ပြီးတက်တန်းကျောင်းကတန်းပေါ်တွေအားလုံးနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်ရင်ကလေးကလူသိမ့်မတိတာတဲ့သူဖြစ်ခဲ့ပြီးအနိုင်ကျင့်တာကိုလည်းတော်တော်ခံခဲ့ရတာပညာသင်ကြားခွင့်ဖိုးတန်ခွင့်ရေးကိုသုံးချခဲ့ပြီးလေ့ကျင့်ခန်းလုပ်တာနဲ့ဝေစားကောင်းကောင်းဝေးတာတွေကိုလည်းတင်ယူခဲ့တယ်နာမည်ရုပ်ရည်အရာအားလုံးပြောင်းလဲသွားခဲ့တာပေါ့ပြီးတော့မိဘတွေရဲ့ဖုံးကွယ်ပေးမှုအကူအညီကြောင့်လဲသူမကျွန်တော်ကိုရှာတွေ့နိုင်မှာမဟုတ်တော့ဘူးသူမအတွက်တော့ကျွန်တော်ကတည်သွားခဲ့သလိုပါပဲဒါပေမဲ့ဘိုင်နေပင်ရဲ့သတင်းတွေကိုကြားရတော့မရက်တန့်ခဲ့ပါဘူးကျွန်တော်ထွက်သွားပြီးတဲ့နောက်သူမဆုံးဖြတ်ချက်ချခဲ့တယ်အထက်တန်းကျောင်းနောက်ဆုံးနေ့ကိုပြန်တက်ခဲ့ပြီးရုပ်ရှင်အကယ်ဒမီကိုတက်ရောက်ကတရုတ်ဆောင်ဖြစ်ပွဲဦးထွက်ခဲ့တယ်သူမရဲ့အစင်တန်းကတဖြည်းဖြည်းမြင့်တက်လာခဲ့တယ်ကင်မရာရှေ့မှာတော့သူမကချိုတာပြီးလှပတင့်တယ်နေခဲ့တယ်သူမရဲ့အပြုံးကပရိသတ်တွေကိုဖမ်းဆားနိုင်ခဲ့တယ်အရင်တော့ကသူမဖြစ်ခဲ့တဲ့ပုံစံမျိုးလုံးဝအစနာမကြံတော့ဘူးတွေးမိတယ်လူတွေကပြောင်းလဲတက်ကြတာပဲကျွန်တော်လည်းပြောင်းလဲခဲ့ပြီပဲနေ့တစ်နေ့ရဲ့အလုပ်တွေပြီးဆုံးသွားတဲ့အခါကျွန်တော်ကတော့ပင်ပန်းနွမ်းနယ်နေခဲ့ပြီအလိုလေးဒီဓာတ်ပုံကတော့အံ့ဩစရာပဲလို့ပြောနေကြလို့ဘိုင်နေရဲ့ဓာတ်ပုံတွေကဘာလို့ဒီလောက်ခက်စားနေရတာလဲဆိုပြီးချောင်းကြည့်လိုက်မိတယ်အမတ်မတင်ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကတော်တော်ကိုကြရက်ထားနေခဲ့တာဘိုင်နေကရှေ့ကိုတိတ်ဆိတ်စွာစိုက်ကြည့်နေပြီးထူးခြားမြင့်မြတ်တဲ့ပုံစံရှိနေပေမဲ့သူမရဲ့မျက်ဝန်းနဲ့ရှိုင်းဆုံးထဲမှာတော့ရဲရဲတောင်းနေတဲ့မီးတောက်တစ်ခုကရုတ်သွစွာလောင်ကျွမ်းနေခဲ့တယ်ထင်ကြီးဆုံးဖြစ်စေခဲ့တာကတော့အဲ့ဒီဓာတ်ပုံရဲ့အစွန်းနားမှာသူမကြည့်နေတဲ့ဘက်မှာဝေဝါးနေတဲ့ကျွန်တော်ရဲ့ပုံရိပ်လွှာတစ်ခုရှိနေတာပါပဲနောက်တစ်ချိန်မှာခေါင်းဆောင်မင်းသားအာဘီကမတော်ဆမှုဖြစ်ပြီးဆေးရုံသွားခဲ့ရတယ်ဒါကဇက်ဆောင်တွေပြန်ဆောင်ကြတဲ့အရေးကြီးတဲ့ခန်းဖြစ်လို့ချိန်မပြုံးနိုင်ရတာကြောင့်ဒရိုက်တာကရေးပေါ်လူသားတို့တယောက်ကိုရှာခဲ့တယ်ကျွန်တော်ကအုပ်စုရဲ့အစွန်းနားမှာရှိနေပေမဲ့ဘိုင်နေရဲ့အကြီးကကျွန်တော်စီကိုတက်ရောက်လာခဲ့ပြီးကျမအလင်းလိုနေတယ်လို့ပြောလိုက်တော့ဒရိုက်တာကမကက်ကွယ်ပဲကျွန်တော်ကိုဇက်ဆောင်ရဲ့ဝစ်စားတွေလဲဝေးဖို့တိုက်တွန်းခဲ့တယ်ကျွန်တော်ကကြောပေးထွက်သွားရုံနေမယ်ဒါပေမဲ့ပြဿနာတစ်စုံတရာမရှိစေဖို့အတွက်မိတ်ကက်ဆရာမကလည်းကျွန်တော်ကိုမိတ်ကက်ပြင်ပေးခဲ့တယ်ဘင်မေရဲ့ရှေ့မှာမတက်ရက်လိုက်တဲ့ကသူမကိုပြန်လဲသိမြင်သွားတဲ့ခိုက်တန်းတစ်ခုရှိခဲ့ပုံရတယ်မင်းအရန်စိုးရိမ်နေရပဲလို့သူမကပြောတော့ကျွန်တော်အရင်ကတကားမှတရုတ်မဆောင်ဘူးလို့ပြန်ဖြေမိတယ်သူမကမင်းတရုတ်ဆောင်နေဖို့မလိုပါဘူးငါရဲ့စကားတွေကိုပဲနားထောင်ပါစိတ်လျှော့ထားပါတဲ့ရိုက်တာကလည်းဟုတ်တယ်မင်းကိုတည်ငြိမ်အောင်တပ်ပြင်းရှည်ကြီးချလိုက်လို့ရတယ်လို့လှမ်းပြောတယ်ကျွန်တော်ကကျေးဇူးတင်ပါတယ်ဆရာမလို့ပြောလိုက်တော့ဘိုင်နင်းကအာနှုတ်ဆက်ပါတယ်အခုကင်မရာတွေကငါ့စီကိုချိန်ထားတာမင်းကငါရဲ့ဒိုင်ယာလော့တွေကိုပဲနားထောင်နေုံပဲလို့ပြောပြီးခိတ္တရက်တန့်သွားတယ်။အိုးပြီးတော့နောက်ထပ်အရာတစ်ခုသူမခိတ္တရက်တန့်သွားတော့ကျွန်တော်မောကြည့်လိုက်မိပြီးနောက်ထပ်ဘာရှိသေးလို့လဲခင်ဗျာလို့မေးလိုက်တယ်။နောက်ထပ်အရာတစ်ခုငါရဲ့ချောကလက်ဘယ်မှာလဲ။သူမကအဲ့ဒါကိုတလုံးချင်းစီပြက်ပြက်သားသားပြောခဲ့ပြီးသူမရဲ့မျက်ဝန်းအိမ်နဲ့ရှိုင်းဆုံးထဲမှာတော့အရန်ကိုထက်မြက်တဲ့အရာတစ်ခုရှိနေခဲ့တယ်။ရင်တော့ကပုံစံမျိုးနဲ့လုံးဝမတူတော့ပါဘူး။သူမကလက်ကိုဖြည်းဖြည်းချင်းစမ်းထုတ်လာခဲ့ပြီးတောင်းဟီ9နှစ်တောင်ရှိသွားပြီ။မင်းအဲ့ဒါကိုခုလောက်ဆိုအစင်းနဲ့ပြင်ထားသိပြီတဲ့။ငါတော့သွားပြီ။အဲ့ဒါကကျွန်တော်ရဲ့ပထမဆုံးအတွေးပါပဲ။
ဘိုင်ဒင်းကအစကတည်းကကျွန်တော်ကိုတကယ်ပဲမှတ်မိနေခဲ့တာတိုက်ဆန်ဆန်ပဲအဲ့ဒီခန်းကလည်းဇက်ဆောင်ကရေရှည်ပြန်လည်စုံစည်းပြီးတဲ့နောက်ဇက်ဆောင်မင်းသမီးကိုစိတ်အားထက်သန်စွာနဲ့ကြင်ညာတဲ့အခန်းဖြစ်နေတယ်ခဏလောက်တော့အဲ့ဒါကသူမကျွန်တော်ကိုပြောချင်နေတဲ့အရာလို့ထင်မိခဲ့ပေမဲ့အဲ့ဒါကမဖြစ်နိုင်ပါဘူးစေမန်ဘိုင်ဒင်းပင်ကကျွန်တော်ကိုအခြေစကားတွေဘယ်တော့မှမပြောခဲ့ဘူးလေရိုက်ကူးပြီးသွားတဲ့ကဒရိုက်တာကကျွန်တော်ကိုလက်မထောင်ပြပြီးចောင်းဖန်မင်းမသဘာဝတိုင်းတရုပ်ဆောင်နိုင်တဲ့ပါရမီရှိတာပဲမင်းရဲ့အကြီးကပြည့်ပြည့်စုံတယ်လို့ချီးကျူးတယ်ဖြစ်နိုင်တာကတော့ကျွန်တော်တို့နှစ်ယောက်လုံးဇက်ကောင်ရဲ့ပြင်မကနေတရုပ်ဆောင်နေခဲ့ကြတာဖြစ်မှာပါနောက်ထပ်အခန်းတွေတက်တော့ဘိုင်ဒင်းပင်ကကျွန်တော်နဲ့အလုပ်တွဲလို့ဖို့အထူးတောင်းဆိုခဲ့လို့ကျွန်တော်ခေါင်းတွေကိုက်လာခဲ့ရတယ်ဘိုင်ဒင်းမှာပါဝင်ပတ်သက်နေတဲ့ကျိုးစည်းပွားတွေကရမ်းများလို့နာမို့ရိုက်တာကိုယ်တိုင်တော်သူမကိုစန့်ကျင်ဖို့မတက်နိုင်ပါဘူးကျွန်တော်ကိုရွေးချယ်ခဲ့တာကဂလက်စားချေချင်းရဲ့ပုံစံတစ်ခုဆိုတာရှင်းနေပါတယ်ကျွန်တော်ကလက်ထောက်ကနေညှိနှိုင်းရေးမှုဖြစ်ယာရုတိုးမြင့်ခံခဲ့ရပြီးဗေမေရဲ့တူတဲ့သောညှိနှိုင်းရေးမှုဖြစ်တနေ့ကို18နာရီလုံးသူမရဲ့ပတ်လည်မှာလက်ပတ်နေခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ကညှိနှိုင်းရေးမှုအလုပ်တစ်ခုတည်းကိုပဲလုပ်ခဲ့တာမဟုတ်ပါဘူးဥပမာအားဖြင့်စိတ်နှောက်ယှက်ဖြစ်စရာလူ3ယောက်ကိုရွှေ့ပြောင်းရမယ့်အချိန်မှာကျွန်တော်လက်အင်ကြီးကိုလက်တင်ပြီးကိုညီဖို့လုပ်တဲ့အခါဘိုင်နေမင်းကကျွန်တော်လက်မောင်းကိုလှမ်းဆွဲပြီးငါ့အတွက်နိုးလက်ဖက်ရည်သွားဝယ်ပေးလို့ခိုင်းတယ်နိုးလက်ဖက်ရည်တွေမကဘဲသူမကမုန်းတွေအများကြီးကိုလည်းမှာယူခဲ့သေးတယ်အဲ့ဒါတွေကိုပါဆယ်မှာယူလို့ရနိုင်ပေမဲ့သူမကကျွန်တော်ကိုကိုယ်တိုင်သွားယူခိုင်းခဲ့တာပါဒါပေမဲ့အမှန်တိုင်းပြောရရင်ကျွန်တော်ရဲ့လုပ်ဖို့ကံမဲ့တွေကကျွန်တော်ကိုအရန်အားကျနေခဲ့ကြတယ်ကျွန်တော်ကအခချင်းကိုရပြီးအပြင်ထွက်ခွင့်ရနေတာကိုဒါပေမဲ့ကျွန်တော်မုန်းနေနဲ့ပြန်ရောက်လာတဲ့အခါမှာတော့ဘိုင်နေမင်းကအဲ့ဒါတွေကိုမစားချင်တော့ပြန်ပါဘူးဘိုင်နေမင်းတို့လှုပ်ပင်တပတ်ကုန်လွန်သွားခဲ့ပြီးတနည်းမဟုတ်တနည်းနဲ့ကျွန်တော်ကိုလေးချိန်တက်လာခဲ့တယ်ဆုံးမတော့ကျွန်တော်ရဲ့လုပ်ဖို့ကံမဲ့တွေတောင်တတိထားမိလာကြပြီးသူမင်းကိုကျွေးဝင်းဖို့အတွက်ဒါကိုတမင်သက်လုံးနေတာလို့ထင်မူလားလို့မေးလာကြတယ်ကျွန်တော်ကမဖြစ်နိုင်တာလို့ညင်းပေမဲ့သူတို့ကဒါပေမဲ့သူမင်းကိုအရန်လိုလိုက်လွန်းတယ်ဘိုင်နင်းလားဘိုင်နင်းကအရန်ကြည်ကြတတ်တာသူအရင်ကညှိနှိုင်းရေးမှုတွေအားလုံးကိုစူဘူးတယ်ဒါပေမဲ့မင်းကတော့ဘာတကူမှမပြောဘူးလို့ပြောကြတယ်ကျွန်တော်လဲဒါကအဲ့ဒီတော့မဟုတ်ပါဘူးတကယ်လို့သူကျွန်တော်ကိုဒုက္ခမပေးမယ်ကျွန်တော်အဆင်ပြေပါတယ်လို့သာပြန်ပြောနိုင်ပါတော့တယ်ဒါပေမဲ့ရိုက်ကူးရေးအဖွဲ့တွင်းကအဲ့ဒီကောလာဟာလာတွေကလူရှင်နီယန်ရဲ့နားထဲကိုရောက်သွားခဲ့တဲ့အခါလူရှင်နီယန်တယောက်ရိုက်ကွင်းစီကိုဒေါသတကြီးနဲ့ပြေးလာခဲ့တော့တာပေါ့သူကကျွန်တော်ရှိမှရက်ပြီးမင်းကဘင်းရဲ့လက်ထောက်အစ်စ်လားလို့မေးလာတယ်ကျွန်တော်လဲဟုတ်ပါတယ်ကျွန်တော်ပါလို့ပြန်ဖြေလိုက်တော့သူကဒီလောက်ငယ်ရွယ်တဲ့ညီနိုင်ရေးမှုကတေချာပေါက်စီမံခန့်ခွဲနိုင်မှာပါလို့ခနဲ့တက်ပြောပါတယ်ကျွန်တော်ကလည်းမစ္စတာရှူကျေးဇူးပြုပြီးအသွင်မြင်ကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့လို့ပြန်ပြောလိုက်တယ်အဲ့ဒီမှာလူရှင်နီယန်ကကျွန်တော်ကိုအကြာကြီးစိုက်ကြည့်နေခဲ့ပြီးငါတို့အရင်ကမဆုံးဘူးလားလို့တန်တရားနဲ့မေးလာပြန်တယ်ကျွန်တော်ကတော့မင်းမားနေတာဖြစ်နိုင်ပါတယ်လို့ပဲအေးဆေးဆေးဖြတ်ပြောလိုက်တာပေါ့ဘာလို့လဲဆိုတော့ကြီးမြတ်လာတဲ့မစ္စတာရှူနဲ့အတိတ်ဟောင်းတွေကိုပြန်ပြောင်းတတိယဖို့ကျွန်တော်မှဘာစိတ်ဝင်စားမှုမှမရှိလို့ပါပဲကျွန်တော်လည်းကိုမဆုတွေကိုပဲဆက်ပြီးစီစဉ်နေခဲ့တယ်အဲ့ဒီကလူရှင်နီယန်ကနှာခေါင်းရှုံလိုက်ပြီးငါရုပ်ရှင်ရိုက်ခွင်းတွေမှာမင်းတို့လူတွေကိုအများကြီးမြင်ဘူးတယ်ဘင်းကမင်းကိုတန်ဖိုးထားနေလို့မင်းအထက်ကိုတက်လန်းဖို့အခွင့်အရေးရှိတယ်လို့မထင်လိုက်နဲ့မင်းရဲ့နေရာကိုမင်းသိဖို့ငါအကြံပေးခြင်းတယ်မဟုတ်ရင်မင်းကိုနာကျင်အောင်လုံးမိလိမ့်မယ်လို့ချင်းချောက်တဲ့လေသံနဲ့ပြောလာတယ်သူဘာကိုဆိုလိုတာလဲဆိုတာကျွန်တော်သိပါတယ်အဲ့တော့သူကမင်းကဘင်းရဲ့ရီသားဟောင်းနဲ့နည်းနည်းစင်တူနေတယ်လို့ပြောပြီးကျွန်တော်ရဲ့တုံးပြန်မှုကိုစောင့်နေခဲ့တာပေါ့သူကကျွန်တော်ထိတ်လန့်သွားမလားဒါမှမဟုတ်တုံးလုံးသွားမလားလို့ထင်နေတာပါဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုဘာခံစားချက်မှမပါတဲ့ဝေခွဲမရတဲ့အကြည့်နဲ့ပဲပြန်ကြည့်လိုက်တယ်သူကဆက်ပြီးသူကမင်းကိုလူသားတို့တယောက်အနေနဲ့အသုံးချနေတာသူမင်းကိုတကယ်တန်ဖိုးထားနေတာမဟုတ်ဘူးဘင်းကအဲ့ဒီလူကိုမုန်းတယ်မင်းရဲ့မျောလင်းချက်တွေကိုမြင့်မြင့်မထားပါနဲ့လို့ရိုးရိုးသားသားပဲလာပြောရှာတယ်ကျွန်တော်လည်းလက်ထဲကအရာတွေကိုချလိုက်ပြီးသူ့ကိုအပြုံးတစ်ခုနဲ့ကြည့်ကတကယ်လို့သူကအဲ့ဒီလူကိုမုန်းနေဆိုရင်ဘာလို့လူသားတို့တယောက်ကိုရှာနေရလဲလို့ပြန်မေးလိုက်တော့လူရှင်နီယန်တယောက်စကားဆုံးကသွားခဲ့ရရှာတယ်သူရှက်ရှက်နဲ့ထွက်သွားတဲ့ခါမှပဲကျွန်တော်နှလုံးသားကပြန်ပြီးငြိမ်သက်သွားခဲ့တာပေါ့ဘင်းကကျွန်တော်ကိုမုန်းတယ်တဲ့ဟုတ်ပါတယ်အဲ့ဒါကမျောလင်းထားပြီးသားဖြစ်ရတစ်ခုပဲလေအဲ့ဒီညမှာပဲဘင်ကသူမအတွက်ဆေးချိုယူလာပေးဖို့ကျွန်တော်စီစာဆောင်ပို့ခဲ့ပြန်တယ်ခေါင်းဆောင်မင်းသမီးနဲ့ရံမဖြစ်မိစေရဘူးဆိုတဲ့မူဝါဒအရကျွန်တော်လည်းဆေးသွားဝယ်ပြီးသူမရဲ့နားနေခန်းစီယူလာပေးခဲ့တာပေါ့သူမကျွန်တော်ကိုနည်းနည်းပဲစိတ်နှောက်ယှက်ပေးခြင်းလို့ခိုင်းတာလို့ထင်ခဲ့ပေမဲ့အမှန်တရားကတော့သူမတကယ်ကိုဖျားနေခဲ့တာပါသူမရဲ့နှဖူးမှာကြွေးတွေစိုးနေခဲ့တာကိုမြင်တော့ကျွန်တော်လည်းစိတ်ပူသွားပြီးမင်းဘာဖြစ်တာလဲမင်းရဲ့ဆရာဝန်ကောပြီးတော့မင်းရဲ့လက်ထောက်ကကောလို့မေးမိတာပေါ့သူမကသူတို့မျိုးတွေကိုသွားတယ်လေသူမပြန်မလာနိုင်သေးဘူးလို့အားမရှိတဲ့အတန်းနဲ့ဖြေရှာတယ်ဒါကတကယ်ကိုထူးဆန်းတာပဲဘာလို့လဲဆိုတော့ဘိုင်နေဖေမှာအရင်ကအဆိုင်ပြဿနာမရှိခဲ့ဘူးလို့ပါပဲကျွန်တော်လည်းမင်းရဲ့အဆိုင်ကဘလို့ဖြစ်ပြီးအစင်မပြေဖြစ်ရတာလဲလို့မေးလိုက်ပြီးတော့သူမကငါအထက်တန်းကျောင်းနောက်ဆုံးနှစ်ကိုပြန်တက်ခဲ့တုန်းကငါတေးသေးချာချာအစားမစားခဲ့ရဘူးတဲ့မင်းဘာလို့မစားခဲ့ရလဲလို့ကျွန်တော်ထပ်မေးလိုက်တဲ့အခါသူမကမေးဆက်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်ပြီးဘာဖြစ်လို့လဲဆိုတော့ငါအတွက်အစားအစာခြံထားပေးမယ်လို့မရှိခဲ့လို့ပဲလို့ပြောလိုက်ပါတော့တယ်သူမရဲ့အဲ့ဒီစကားကဘိုင်နေမင်းတယောက်ကျွန်တော်ရဲ့မြေရောက်ခန်းလေးကိုလာအိတ်လေးရှိတဲ့တိတ်ကအချိန်တွေကိုပြန်ပြီးသတိရစီခဲ့တာပေါ့အဲ့ဒီတော့ကကျွန်တော်အမြဲတမ်းသူမအတွက်အစားအစာတချို့ခြံထားပေးလေရှိတာလေကျွန်တော်အိမ်စာတွေကိုလုံးလို့ပြီးတဲ့အချိန်မှာသူမကထမင်းတစ်စိမ့်မှမကြံအောင်အကုန်စားပြီးနေပြီဖြစ်တတ်တာမင်းကချက်ပြောရတာတော်တော်ညံ့တာပဲလို့သူမရဲ့ပုံမှန်စရာတိုင်းခနဲ့တက်ပြောခဲ့ဘူးတယ်အဲ့ဒီတော့ကျွန်တော်လက်လက်ဆက်ဆက်ရောက်ရှိလာပြီးငွေတောင်းထွက်နေသေးဖြစ်တဲ့ဟင်းလျာတွေပြည့်နေတဲ့ဇပွဲတစ်ခုကိုမြင်လိုက်ရပြန်တယ်ကျွန်တော်လည်းစိတ်ပူပြီးမင်းဒီလိုအစာရင်မျိုးနဲ့ဒါကိုစားနိုင်လို့လားလို့မေးလိုက်မိတာပေါ့သူမကတော့ပေါ့ပါပဲလဲသက်ဖြုံးပြီးပြရမှာနှမျောစရာကြီး
ငါတို့ဖွဲ့ရဲ့အစားအစာကိုပဲရက်တော်ကြအောင်စားနေခဲ့ရတာအခုငါဘိုက်စာနေပြီမင်းငါ့ကိုစားခွင့်ပေးနိုင်မလားလို့ပြောပြီးကဲလို့မင်းမစားဘူးဆိုရင်ငါ့အတွက်အဲ့ဒါတွေကိုလွှင့်ပစ်လိုက်ပါတော့လို့ဆိုလာတယ်ကျွန်တော်လည်းတပြင်းချပြီးတခါသုံးတူတွေကိုချိုးလိုက်ကသပွဲမှာထိုင်လိုက်တာပေါ့အဲ့တော့ကျွန်တော်တိတ်ဆိတ်စာပဲစားတော့ခဲ့ပြီးခန်းထဲမှာလည်းတိတ်ဆိတ်မှုတွေကစိုးမိုးနေခဲ့တယ်ဘိုင်နေပင်အိပ်ပျော်သွားပြီလို့ထင်ခဲ့ပေမဲ့ကျွန်တော်မထင်မှပဲလှည့်ကြည့်လိုက်တဲ့အခါသူမကနှုတ်ခမ်းထောက်မှာအပြုံးတစ်ခုနဲ့ကျွန်တော်ကိုစိုက်ကြည့်နေခဲ့တာကိုတွေးလိုက်ရတယ်ကျွန်တော်တို့နှစ်ယောက်မျက်လုံးချင်းစုံမိတဲ့အခါမှသာအဲ့ဒီပြုံးကချက်ချင်းပျောက်ကွယ်သွားပြီးကဘာလုံးကသူ့ကိုအကျွေးတင်နေသလိုမျိုးဘာမှမပြောင်းလဲတဲ့အေးဆက်ဆက်မျက်နှာထားကပြန်လဲရောက်ရှိလာခဲ့တာပေါ့ကျွန်တော်တို့နှစ်ယောက်လုံးတယောက်ကိုတယောက်ဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့ကြတယ်ကျွန်တော်အခန်းထဲကထွက်ခွာကနီးမှာဘိုင်နေပင်ကရုတ်တရက်စကားဆလာခဲ့ပြန်တယ်လူရှင်နေရနဲ့ငါနဲ့ကြားမှာဘာဆက်ဆက်ရေးမှမရှိဘူးအရင်ကလည်းမရှိခဲ့ဘူးအခုလည်းမရှိဘူးပြီးတော့နာကန်းမှလည်းရှိလာမှာမဟုတ်ဘူးကျွန်တော်လည်းယဉ်ကျေးစွာခေါင်းကြီးပြလိုက်ပြီးဒါပေမဲ့ဆရာမကျွန်တော်အဲ့ဒါကိုခုတော့ဂယုမဆိုင်တော့ပါဘူးလို့ပြောလိုက်မိတယ်အဲ့ဒီစကားကဘိုင်နေမင်ကိုရက်တော်ကြအောင်ဇက်တိုက်မျက်မှောင်ကုတ်သွားစေခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ဂယုမဆိုင်ခဲ့ပါဘူးမိတော့ပင်ဆိုဒီကမူကျွန်တော်တို့ရိုက်ကူးရေးပြီးဖို့အရန်နီးစပ်နေခဲ့ပါပြီလေဒါပေမဲ့ဇလန်းရဲ့နောက်ဆုံးပတ်မတိုင်ခင်လေးမှာပဲမထင်မှတ်ထားတဲ့ပြင်းထန်တဲ့မတော်စားမှုတစ်ခုဖြစ်ပွားခဲ့ပါတော့တယ်ဒီပေါ်မှာရိုက်ကူးနေတဲ့အခန်းတစ်ခုရဲ့အလယ်မှာတန်မိုင်းဆိုင်ရာကျွမ်းကျင်သူကအိမ်သာသွားခဲ့တာကြောင့်ကျွန်တော်လည်းအလုပ်ကိုခက်ရရနာပြီးကျွန်တော်ထက်မြင့်တဲ့ဘွန်းမိုက်ခရိုဖုန်းကိုကူကင်ထားရင်ကုန်းဘက်ရဲ့အစွန်နားမှာမတ်တက်ရက်နေခဲ့တာပေါ့အဲ့ဒီချိန်မှာပဲကျွန်တော်ဟန်ချက်ကနည်းနည်းပြတ်သွားပြီးရင်ထိုးသွားကရုတ်တရက်တိုက်ခဲ့လာတဲ့လေပြင်းတစ်ခုကကျွန်တော်ကိုရေထဲကိုတွန်းချလိုက်တော့တာပါပဲအောက်မှာရေကန်တစ်ခုရှိနေပြီးကျွန်တော်ကတော့ရေကူးတက်ပါတယ်ဒါပေမဲ့ရုံးရင်းစံခတ်မှုတွေကြားထဲမှာရေကန်စီကိုဥတီနေတဲ့သူ့ရှတုံးလုံးနေတဲ့အော်ဟစ်တန်တစ်ခုကိုကျွန်တော်ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်အဲ့ဒီနောက်မှာတော့ဘိုင်နေမင်ကကျွန်တော်နောက်ကိုရေထဲတက်တဲ့လိုက်ကုံချလာခဲ့ပါတော့တယ်သူမကကျွန်တော်ကိုဘယ်တော့မှလက်လုံးမမဟုတ်သလိုမျိုးရေထဲမှာတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားခဲ့တာပေါ့အဲ့ဒီနောက်ပိုင်းတော့ကျွန်တော်သတိလစ်သွားခဲ့ပြီးဘာကိုမှမမှတ်မိတော့ပါဘူးကျွန်တော်ပြန်နှိုးလာတဲ့ချိန်မှာတော့ကိုနဲ့စိမ့်တက်နေတဲ့အခန်းတစ်ခုတည်းကိုရောက်နေခဲ့တာကိုသိလိုက်ရတယ်ပြီးတော့ဂရေဘေးကစပွဲပေါ်မှာလက်ရင်းနဲ့ရေးထားတဲ့စာဆောင်ရှိနေခဲ့တာကိုတွေးလိုက်ရပြီးအဲ့ဒီစာထဲမှာတော့ဒါကငါအိမ်ပဲရိုက်ကွင်းနဲ့တိတ်မဝေးဘူးငါရဲနှဲငယ်လောက်ခွင်တောင်းထားပြီးပြီလို့ရေးထားပါတော့တယ်မောရင်အနားယူပြီးအဝတ်စားလဲလိုက်အောင်အဝတ်လဲကန်းထဲမှာမင်းတို့ငါဝယ်ပေးထားတဲ့မျိုးသားဝတ်အဝတ်စားတွေရှိတယ်အဲ့ဒီလက်ရည်ကတေချာပေါက်ပိုင်နေမင်းရဲ့လက်ရည်ပဲမင်းသားမင်းသမီးတော်တော်များများကဒီရေကန်နားမှာအိမ်ရှိကြပြီးသူမှလည်းဒီမှာပဲအနေများတယ်လို့သတင်းတွေထဲမှာဖတ်ဖူးတယ်အိမ်ကအရန်တန်ရှင်းနေခဲ့တယ်ဝေလဲကန်းနဲ့ဝင်လိုက်တာနဲ့ပထမဆုံးမြင်လိုက်ရတာကအမဲရောင်ထီးတစ်ချောင်းပဲအဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘိုင်နေမင်ကိုကျွန်တော်ပေးခဲ့မှုတဲ့ထီအောင်လေးရေသွင်းညံပြီးဟောင်းနှမ်းနေပေမဲ့ဝေလဲကန်းရဲ့အလဲပုံမှာအမျက်တမျိုးထားတာမိုးတန်းထန်သွားရွာသွန်းခဲ့တဲ့အဲ့ဒီနေ့ကိုချက်ချင်းသတိရမိသွားတယ်လေပြင်းနဲ့မိုးတံကနေအဲ့ဒီထီးနဲ့မိုးပေးခဲ့ပေမဲ့သူမကကျွန်တော်ကိုမောင်းထုတ်ဖို့ပဲကြိုးစားခဲ့တာကျွန်တော်ဘယ်ကတက်တီတွေရောက်လာမှမသိပဲသူမရဲ့လက်အင်ကြီးကိုဆွဲတင်ပြီးဒဏ်ရာကိုစစ်ဆေးခဲ့တယ်သူမဆဲဆူကိုပြင်ခဲ့ပေမဲ့ပြန်ထိန်းလိုက်ပုံရတယ်တော်သေးတယ်စေးုံသွားဖို့မလိုလို့နေအောင်ငါစီးနဲ့စားစရာသွားဝယ်ပေးမယ်ချက်ချင်းပြန်လာခဲ့မယ်ဆိုပြီးထီးကိုသူမလက်ထဲထည့်ပြီးကထွက်လာခဲ့တယ်10မိနစ်ကြာမှမိုးရီတွေဆွဲဆွဲဆိုလျက်စေးနဲ့အစားအစာတွေယူပြီးပြန်ရောက်လာတော့သူမကကျွန်တော်ကိုတိတ်ဆိတ်စွာစိုက်ကြည့်နေခဲ့တယ်အဲ့ဒီနေ့ကစပြီးဘိုင်နေမင်ကကျွန်တော်ကိုတခါမှရန်ရန်ဆိုင်ဆိုင်မပြောတော့သူမဘွားမှာသူမရှိရစီလာပြီးမှပြန်လှည့်လာပြီးတဲ့သူတရားမှမရှိခဲ့ဘူးလို့အဲ့ဒီနေ့ကသူမအရန်အံ့ဩသွားခဲ့ရမယ်နောက်မှကျွန်တော်သိခဲ့ရတယ်ကျွန်တော်ကပထမဆုံးလူပေါ့အတိတ်ကိုသတိရနေရကနေလဲဖို့အဝတ်စားရှာလိုက်တယ်အင်ကြီးတော်မဝေးရသေးခင်အဝတ်လဲကန်းကဝုံကနေပွင့်လာပြီးဘိုင်းနေနဲ့မျက်နှာချင်းဆိုင်ကိုတိုးတော့တာပဲသူမကချက်ချင်းနောက်ဆုတ်သွားတယ်မင်းကလည်းဘာတမ်းမှမပေးဘူးငါကမင်းထွက်သွားပြန်ပြီအောင်းမိတာကျွန်တော်ကငါ့ကိုအော်မပြောပါနဲ့လို့ပြောလိုက်တော့ဘိုင်နေပင်ခဏလောက်ဆွန့်သွားပြီးစိတ်ဆိုးမှန်လို့ဖြစ်နေသမျှရေပျော်သွားရှာတယ်အဲ့ဒီစကားသူကအရင်ကအရန်ထိလျှောက်ခဲ့တာသူမစိတ်တူတိုင်းကျွန်တော်ကငါ့ကိုအော်မပြောပါနဲ့လို့လေတံအေးလေးနဲ့ပြောရင်ချက်ချင်းအေးကျသွားတတ်တာခုထိတဲရောက်မှုရှိနေတော့မယ်ပြီးတော့မင်းကလည်းအပြစ်ပြောတတ်တဲ့သူမဟုတ်ဘဲနဲ့ဘာလို့ဝေလဲကန်းကိုတကားမကောက်ပဲဝင်လာတာလဲမင်းရှိနေမှမသိလို့ပါသူမဘာဖြစ်နေနီမြန်းသွားတယ်ငါဘာမှမမြင်လိုက်ပါဘူးမင်းစိတ်ဆိုးသွားရင်တောင်းမှန်ပါတယ်ဘိုင်နင်းကခေါင်းမပြီးတန်ပါတဲ့ပုံစံရှိပေမဲ့တချို့အရာတွေမှာအရန်ရိုးသားတယ်မှန်ကျွန်တော်သတိထားမိဘူးတယ်ရပါတယ်ငါနည်းနည်းပင်ပန်းလို့ပါစဉ်းစားမနေပဲပြောမိပြီးမှရင်ကလည်းမြင်ဘူးလားပဲဥစ္စာလို့ထပ်ဖြည့်ပြောလိုက်မိတယ်ပြောပြီးမှမလျော်ကံမှန်းသတိရလို့ကြည့်လိုက်တော့ဘိုင်နင်းပင်ရဲ့မျက်နှာကနေလေပင်ထိหนีရမ်းနေခဲ့ပြီကျွန်တော်ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်တယ်ကဲမင်းဒီနေ့ရိုက်ကွင်းမရှိဘူးမဟုတ်လားငါအဝတ်လဲပြီးရင်ဆံမြုပ်ပြုတ်ပေးမယ်ပြီးရင်ဆေးတောက်လိုက်ရေထဲခုန်ကြခဲ့လို့သူမမှာအဖျားငွေ့ငွေ့ရှိနေတာဘိုင်နင်းပင်ဆံပြုတ်ယူလာပြီးတဲ့အခါခါးစီအင်ကြီးဝတ်ထားတော့မယ်ကျွန်တော်မကြည့်ပဲမနေနိုင်တော့ပဲမင်းခါးစီအင်ကြီးနဲ့ဆိုအရင်နူးညံ့တာပဲလို့ပြောမိတော့သူမမျက်ဝင်းတွေဝင်းလက်သွားပေမဲ့လေတံကိုတော့ပြက်ပြက်သားသားပဲထိန်းထားတယ်ဆံပြုတ်ကိုကိုအောင်စားဖြုံးတီးနဲ့နောက်ဘာစားချင်သေးလဲငါစူးစမ်းပြီးလုပ်ပေးမယ်ရပါတယ်ကိုယ့်ဘာသာကိုပဲလုပ်ပါမယ်မနေ့ဖြန်မနေ့ငါမှရိုက်ကွင်းမရှိဘူးဒီညရိုက်ကွင်းပဲပြန်မသွားတော့ဘူးအစာပလာတွေပြင်ဆင်မှုအချိန်ရှိတယ်ပြီးတော့မင်းဒီညဒီမှာပဲအိပ်ရမယ်ငါအပြင်ကမ်းမှာသွားအိပ်မယ်အပြင်ကမ်းမှာဂရင်မရှိဘူးလေမင်းနေမကောင်းဘူးပဲဂရင်ပေါ်မှာပဲအိပ်ပါကိုနှိမ့်ဆက်မနေပါနဲ့ဘိုင်နင်းကအရင်တိုင်းကျမ်းမြေကိုပဲညွန်ပြခဲ့လို့ကျွန်တော်ကျမ်းမြေပေါ်မှာပဲလက်အိပ်လိုက်ရတယ်ခေါင်းရမှာကျွန်တော်ပြန်နိုးလာတော့ဘိုင်နင်းမကမအိပ်သေးပဲကျွန်တော်နှစ်ဖူးပေါ်ကရေဘက်ဝစ်ကိုလဲပေးနေတော့မယ်ဖျားတဲ့ချိန်ကြောင့်ကျွန်တော်အိမ်မက်လိုတကယ်လိုဖြစ်ပြီးဟိုးရင်မြောက်ခန်းလေးနဲ့ပြန်ရောက်သွားလို့ခံစားရတယ်
အဲ့ဒီတော့ကလည်းဘိုင်နင်းကကျွန်တော်နဲ့ခက်လန်းလန်းကြမ်းမြေပေါ်မှာအိတ်လိရှိတာတခါကသူမနေမကောင်းဖြစ်တော့ကဘာမှမပြောဘဲအောင့်ခံနေခဲ့တာခေါင်းရံကြောက်မှနဖူးကိုစမ်းကြည့်ပြီးတော့မီးလို့ပူနေလို့ဆေးချတိုက်ပြီးမျက်နှာကိုရေဘက်တိုက်ပေးခဲ့ရတယ်အဲ့ဒီတော့ကဘိုင်နင်းကကျွန်တော်လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ထားပြီးမခွာတန်းဖမ်းဆုပ်ထားခဲ့ဘူးတယ်အဲ့ဒါကကြောင်းမပြီးခင်ထိကျွန်တော်တို့ကအနီးကပ်ဆုံးဖြစ်ခဲ့ဘူးတဲ့အမှတ်တရပဲကျောင်းမှာဆိုရင်တော့ဈေးညံလမ်းမှာလူချင်းဆိုရင်တော့တယောက်ကိုတယောက်မြင်းချောင်စောင်းရင်းတစိမ့်နေလို့ဖြတ်တန်းသွားခဲ့ကြတာနောက်တစ်နေ့မနေ့နိုးလာတော့ဘိုင်နင်းပင်မရှိတော့ဘူးရိုက်ကူးရေးအတွက်အခေါ်ခံလိုက်ရပုံပဲဒါပေမဲ့စပွဲပေါ်မှာစားစရာတွေပြင်ဆင်ပေးထားပြီးလယ်မှာကောင်းဆုံးချောကလက်ဘူးတစ်ဘူးချထားပြီးတယ်ကျွန်တော်စားနေတော့ပြင်လူတယောက်ဝင်လာလို့ကြီးလိုက်တော့သူမရဲ့မန်နေဂျာဖြစ်သလိုရင်းနှီးဆုံးတငယ်ချင်းလည်းဖြစ်ခဲ့တဲ့မျိုးသမီးဖြစ်နေတယ်သူမကကျွန်တော်ကိုအန်ဟောတကြီးကြည့်ပြီးမင်းနာမည်ဘလို့ခေါ်လဲလို့မေးတယ်ဖန်းရှောင်းလို့ခေါ်ပါလို့ပြောလိုက်တော့သူမလမ်းဖျားသွားပြီးဖန်းရောင်မင်းလားလို့ရေရွတ်တယ်ကျွန်တော်ကြောင်အန်းသွားတာကိုမြင်တော့သူမကဆက်ပြောတယ်ဘင်းကမင်းကိုယူမတက်လိုက်ချခဲ့တာတာမတွေးတဲ့ကကိုကိုပြစ်ပယ်ပြီးအစားမစားအိမ်ပြောနဲ့ဘဝရဲ့အနေဆုံးအဆင့်ထိရောက်ခဲ့ရတာမင်းကိုပြန်တွေးတော့တော်ပါသေးတယ်ခုမှပဲသူမစိတ်လိုက်ရင်နားနေနိုင်တော့မယ်ခုနှစ်နှစ်လုံးလုံးခံစားခဲ့ရတဲ့ဒုက္ခတွေပြီးဆုံးပြီပေါ့နောက်နေရလားကျွန်တော်တို့3လပဲတွဲခဲ့ကြတာပါဘေးပြဖို့အဲ့လောက်မခက်ခဲပါဘူးဘာမင်းမသိဘူးလားဘိုင်နေပြင်မင်းသမီးလောက်တာမင်းကြောင်ဆိုတာသူမကမိဘတွေကြောင့်ဒီလောက်ကိုငယ်ရွယ်ကမုန်းခဲ့တာမိဘတွေကန်လန်းတာကိုအမြဲညင်းခဲ့ပေမဲ့မင်းနဲ့လမ်းခွဲပေးရတဲ့မင်းသမီးလုံးမယ်လို့ချက်ချင်းဆုံးဖြတ်ခဲ့တာမင်းကရုပ်ရှင်တွေကိုသဘောကျတယ်လို့ပြောခဲ့ဘူးလို့လေမင်းသမီးဖြစ်မှတောက်ပါတော့မြန်မာသုံးနေရာကနေမင်းမြင်နိုင်မှာမို့လို့ပေါ့ကျွန်တော်ဆုံးမသွားရတယ်ဟုတ်တယ်တညမှာကျွန်တော်တို့တိုးတိုးလေးစကားပြောပြခဲ့ကြတော့ကငါတနေ့ကျရင်ရုပ်ရှင်ရိုက်ချင်တယ်လို့ပြောခဲ့ဘူးတာကိုသူမခုထိမှတ်မိနေခဲ့တာပဲမန်နေဂျာကတပ်ပြင်းချရင်3လတာဆက်ဆံရေးကသူမရင်ထဲမှာတစ်သက်လုံးစာဖြစ်သွားခဲ့တာလို့ပြောတယ်မိုးလင်းပိုင်းမှာဘင်းပြန်ရောက်လာပြီးမန်နေဂျာကိုမောင်းထုတ်လိုက်တယ်ပြီးတော့ကျွန်တော်ပဲလက်ကအခုအေးစစ်စစ်နားယူတော့ငါတငယ်ချင်းတွေရှေ့မှာရှောင်မပြောနဲ့အောင်လို့ရှက်ကိုရှက်ကန်ပြောတယ်ဒီသားအောင်ရှေ့မှာလို့ပြောတာလားလို့ကျွန်တော်ကပြင်ပေးလိုက်တော့သူမကမင်းငါ့ကိုလူကိုယ်တိုင်လာမပြောပဲစာချန်ခဲ့တာမို့လမ်းခွဲတာအတိမဖြစ်ဘူးအဲ့ဒီစာကိုမင်းတကယ်ရေးတာဟုတ်မဟုတ်ငါကိုယ်တိုင်စုံစမ်းအောင်ပါလို့ပြန်ပြောတယ်ကျွန်တော်ဆက်ပြီးငင်းခုန်နေတာကြောင့်လမ်းခွဲဖို့ဆိုတာတယောက်ကသဘောတူရင်ရပြီလေငါတို့เจ้าမှာဘာမှထပ်တူမကြတော့တာကြာပြီလို့ပြောလိုက်တဲ့အခါဘိုင်နေပင်ကခြေလမ်းတွေရက်တန့်သွားပြီးလှည့်ကြည့်လာတယ်ဒါဆိုရင်ငါမင်းကိုပြန်လိုက်မယ်လက်ကားပါပဲဘိုင်နေမင်းရဲ့နောက်ခံအကြောင်းအရာတွေကိုငါဖုံးကွယ်ထားခဲ့လို့ပြီးတော့လူရှင်နီယန်ကိစ္စတွေကိုအချိန်မီရှင်းမပြခဲ့လို့ငါ့ကိုစိတ်ဆိုးနေရမလားနှစ်ခုစလုံးဟုတ်သလိုနှစ်ခုစလုံးလည်းမဟုတ်ပါဘူးငါတို့ကကဘာနှစ်ခုကလူတွေမို့အတင်းကျပ်တွန်းအားပေးနေဖို့မလိုတော့ဘူးခန်းထဲမှာတိတ်ဆိတ်သွားပြီးတော့သူမကမျက်ဝင်းတွေနီမြန်းလျက်လေတံတိုးတိုးလေးနဲ့ငါအခြားအရာတွေကိုဂရုမစိုက်တော့ဘူးလို့ပြောရှာတယ်ဒါပေမဲ့ကျွန်တော်သူမစကားကိုလေးမထားပဲရိုက်ကွေးပြီးရတဲ့ချက်ချင်းဇာတိမြေကိုပြန်ခဲ့တယ်တော့ရဲ့အိမ်ဟောင်းလေးပြတ်သိမ်းတော့မှမို့ပရိဘောကတွေရွှေ့ဖို့ကူညီပေးခဲ့တာပါပြန်အလာမှာအထက်တန်းကျောင်းအဟောင်းသားကဖြတ်တော့ကျောင်းဆောင်မျိုးသမီးကကျွန်တော်ကိုမှတ်မိပြီးလမ်းခေါ်တယ်အေးမင်းကဘိုင်နင်းနဲ့တန်းနဲ့ပဲမဟုတ်လားအရင်ကဘိုင်နင်းကညဘက်ကျောင်းစင်းတိုင်းမင်းနောက်ကနေအိမ်ထိတိတ်တိတ်လေးလိုက်ဖို့ပေးလေးရှိတာမင်းမသိဘူးလားသူမရဲ့နာမည်ပြက်တွေကမင်းကိုထိခိုက်မှဆိုလို့အဝေးကနေပဲစောင်းရှောက်ပေးခဲ့တာလို့ပြောပြပြီးပြောပြီးနားကတောင်လေးတစ်ခုကိုညွှန်ပြတယ်အသက်18နှစ်အရွယ်မဲရောင်ဝစ်စင်ရတာကြိုက်တဲ့ဘိုင်နင်းကအဲ့ဒီအမောင်တူထဲမှာရှိနေခဲ့ဘူးတာပေါ့အိမ်ဟောင်းရဲ့မြောက်ခန်းကိုရှင်းလင်းကျွန်တော်အိတ်ခဲ့တဲ့ဂရင်ဟောင်းနဲ့ဇွဲကုံကိုထုတ်တဲ့အခါအတော်ကလှမ်းခေါ်တယ်ရမ်းမြေတော့မှကျွန်တော်နာမည်တွေထက်ထက်ခါခါထွင်းထူထားတာကိုတွေးလိုက်ရတယ်တော့ကအဲ့ဒီမင်းသမီးဖြစ်သွားတဲ့မိန်းကလေးထွင်းထားတာမလားတခါကငါမင်းကိုစူပူကျိန်းမောင်းတော့ကအဲ့ဒီမိန်းကလေးပရင်းပေါက်ကနေမြင်သွားပြီးနောက်ပိုင်းငါးစီလာပြီးဒူးထောက်တောင်းပန်ဘူးတယ်မင်းကိုအပြစ်မတင်မို့လာတောင်းပန်တာအဲ့တုန်းကငါမင်းကိုလမ်းမရအောင်ဆွဲခေါ်မလားဆိုပြီးသူမကိုဒီမြေရောက်ခန်းကိုချိန်မချဖို့တားမိခဲ့တာလို့ပြောပြတယ်အဲ့ဒီတော့မှထက်တန်းကျောင်းဒုတိယနှစ်ကုန်ကာနီးမှာဘိုင်နင်းတယောက်မြေရောက်ခန်းကိုဘာလို့အလားဆဲသွားခဲ့လဲဆိုတာနားလေလိုက်ရတော့တယ်သူမကကျွန်တော်ကိုမထိခိုက်စေချင်လို့ရှောင်ပေးခဲ့တာပဲအိမ်အောင်မပြတ်စည်းခင်တရက်လိုမှာကျောင်းပေါ်ဝါနာကနေတော့အိမ်ထိအရင်လမ်းဟောင်းတိုင်းရှောက်လာခဲ့တယ်မြေရောက်ခန်းပရင်းပေါင်နာရောက်တဲ့အခါတစုံတစ်ခုကိုခံစားမိလို့လှည့်ကြည့်လိုက်တော့မျက်နှာပုံးဆွတ်ထားတဲ့ဘိုင်နင်းပင်ကလမ်းတစ်ဖက်မှာရက်နေတာကိုတွေးလိုက်ရတယ်မိနစ်20ကြာမှတော့ကျွန်တော်တို့အရင်သွားလိရှိတဲ့စားတောက်ဆိုင်လေးမှာထိုင်ဖြစ်ကြတယ်ရိုက်ကူးပြီးကလေးကသူမရဲ့ဖုန်းခေါ်ဆိုမှုတွေကိုမကင်ခဲ့ပေမဲ့သူမကတော့ကျွန်တော်ကိုရှာပြီးတွေ့ရအောင်လာခဲ့တာပဲတိုင်ပိကမီလီယံခုံကိုချင်းအတိတ်ကဒဏ်ရာတစ်ခုအတွက်အပြေတောင်းမိတယ်ဘိုင်းနေအဲ့ဒီနွေရာသီကငါမင်းစီလာတော့ကမင်းငါ့ကိုစိတ်ဆိုးမှန်သွင်းနဲ့မောင်းထုတ်ခဲ့တာဘာလို့လဲငါဘလောက်စိတ်နာခဲ့ရလဲမင်းသိလားဘိုင်းနေကအံ့ဩသွားပြီးငါစိတ်ဆိုးတာမဟုတ်ပါဘူးအဲ့ဒီချိန်ကငါအရန်ကြောက်ပြီးပြာခက်သွားလို့ပါအဲ့ဒီဘီလီယံခုံကလူမိုက်တွေရှိတဲ့နေရာပြီးတော့ငါနဲ့တူရှိတဲ့မိန်းကလေးတွေကမင်းကိုရန်ပြိုးကိုကြံစီနေကြတာမင်းပေါ်လာတဲ့အခါသူတို့မင်းကိုတခုခုလုံးမဆိုလို့အလင်းစလုံးမောင်းထုတ်လိုက်မိတာပါမင်းကိုနားလဲမှုလွဲစီခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့မျက်မှောင်ကိုရင်ရှင်းပြရှာတယ်အဲ့ဒီချိန်မှာကျွန်တော်ကဘိုင်နင်းကိုရေတောက်ဖို့အပြင်လွတ်လိုက်တော့မိန်းကလေးတစုကကျွန်တော်နားရောက်လာပြီးဖုန်းနံပါတ်တောင်းကြတယ်။နေတော့ဆွတ်ထားတဲ့ဘိုင်နင်းအကြောင်းကိုလည်းမကောင်းပြောကြလို့ကျွန်တော်ကထွက်သွားလို့အေးဆက်စွာပြောလိုက်တယ်။သူတို့တဲကခေါင်းဆောင်လို့သူကကျွန်တော်ကိုတီးဖို့လှုပ်တဲ့အခါကျွန်တော်သူမရဲ့လက်ကောက်ဝိတ်ကိုဖမ်းလိန်လိုက်တယ်။ကျွန်တော်အမျိုးသမီးတွေကိုလက်ပါလိမရှိပေမဲ့သတိပေးတဲ့အနေနဲ့ပါ။အဲ့ဒီချိန်မှာဘိုင်နင်းပြန်ရောက်လာပြီးကြောက်မဖွယ်ကောင်းတဲ့အချိန်ခွာနဲ့ဝင်ပါဖို့လှုပ်တယ်။သူမကအခုအများပြည်သူတီးတဲ့မင်းသမီးတယောက်မို့ခလုတ်သတင်းမဖြစ်စေချင်တာကြောင့်သူမလက်ကိုဆွဲပြီးဒါပါငါ့ကိုအောင်ပြောပါနဲ့လို့ပြောလိုက်တော့ဘိုင်နင်းချက်ချင်းငြိမ်ကျသွားပြီးဒေါသတွေအကုန်အင်းငိမ့်သွားတော့တယ်ကျွန်တော်တို့အတော့ရဲ့အိမ်ဟောင်းကမြောက်ခန်းအလိုလေးတွေပြေးဝင်ခဲ့ကြတယ်ဓာတာရောင်မရှိတဲ့အဲ့ဒီခန်းထဲမှာကျွန်တော်တို့နှစ်ယောက်လုံးပြိုင်တူစကားစမိပြီးမှ
ကျွန်တော်အရင်ပြောဖို့ဆုံးဖြတ်လိုက်တယ်မင်းငါ့ကိုညာတိုင်းအိမ်ထိလိုက်ဖို့ပေးခဲ့ရလားဟုတ်တယ်ငါမှရန်သူတွေများလို့မင်းတယောက်တည်းသွားမှစိုးရင်လို့ပါဘာလို့အဲ့တုန်းကငါ့ကိုမပြောခဲ့ရလဲမင်းကဆောင်မွေးဝဲအတွက်စာချက်နေရတာလေမင်းစာပဲကောင်းကောင်းချက်ကျန်တာငါတာဝန်ယူတယ်လို့သူမကပြုံးပြီးပြောတယ်ကျမ်းမြင့်ကစလုံးလေးကိုညွှန်ပြပြီးဒါကပါလေငါမင်းကိုသဘောကျတယ်လို့ရေးထားတာလားလို့မေးတော့ဘိုင်းနင်းကမျက်တောင်ချလိုက်ပြီးအဲ့ဒီတော့ကဘလို့ပြန်ပြောရမှန်းမသိခဲ့လို့ပါလို့တိုးတိုးလေးဖြေတယ်ဘိုင်းနင်းရဲ့အတိတ်ကခါးသီးခဲ့တာကိုမိဘတွေရှိပေမဲ့မရှိသလိုအေးဆက်တဲ့ဆက်ဆံရေးကြားမှာကြီးပြင်းခဲ့ရလို့ဘယ်သူမှသူမကိုအချစ်ကိုဘလို့ဖော်ပြမလဲဆိုတာမတင်ပေးခဲ့ကြဘူးသူမအတွက်တော့အနားမှာအမြဲရှိပေးတာဒါဟင်းနေဝယ်ကြွေးတာကပဲအချစ်ကိုဖော်ပြခြင်းလို့ထင်ခဲ့တာကျွန်တော်ဖွင့်ပြောတော့ကသူမတကယ်ပျော်ခဲ့ပေမဲ့ရင်းနှီးမှုတွေကိုမရင်ပါလို့အေးဆက်တယ်လို့ဖြစ်နေခဲ့ရတာပါမှန်ရှိမှငါမင်းကိုသဘောကျတယ်လို့လေ့ကျင့်ခဲ့ဘူးပေမဲ့စင်မပြေလို့စက်ကူဂရိတ်ငှက်လေးတွေထဲမှာအဲ့ဒီစာသားလေးတွေရေးထည့်ပြီးကျွန်တော်မွေးနေ့မှာပေးဖို့ပြင်ခဲ့ဘူးပေမဲ့အဲ့ဒီနေ့ကဘယ်တော့မှရောက်မလာခဲ့ဘူးကျွန်တော်စက်မေးမိတယ်လူရှင်နေရနဲ့ပတ်သက်လို့တော့ဘိုင်နင်းကခေါင်းခါပြတယ်သူကငယ်ရငါနေမကောင်းဖြစ်တော့ကလူကြီးတွေတေးအောင်အော်ဟစ်ငိုယိုပြီးစေးရုံချိန်ပြီးပို့ပေးခဲ့လို့ငါအသက်ကိုကယ်ခဲ့ဘူးတာဒါကြောင့်သူ့ကိုအကိုလိုသဘောထားမယ်လို့ဂရီပေးခဲ့တာပါဒါပေမဲ့အဲ့ဒီနွေရာသီကသူကငါမိဘတွေကိုတိုင်ပြီးမင်းကိုတက္ကသိုလ်ဝင်ခွင့်မရအောင်နှောက်ယှက်မယ်လို့ချိန်ချောက်ခဲ့လို့မင်းဘေးကင်းမှုတွေသူ့ကိုမစွပေးဖို့မင်းကိုသတိပေးခဲ့ရတာကျွန်တော်ရှက်ကိုရှက်ကန်ဖြစ်သွားရတယ်ငါ့ကိုတဲ့တဲ့မေးခင်ရသားနဲ့အတိတ်ကိုပြန်တွေးကြည့်တော့ရင်ထဲမှာလှုပ်ခတ်သွားရတယ်သူမကအချစ်ကိုမဖော်ပြတတ်ခဲ့သလိုကျွန်တော်ကိုယ်တိုင်လည်းမိဘတွေရဲ့ဆွန့်ပစ်ခြင်းကိုခံခဲ့ရလို့စိတ်ဒဏ်ရာတွေနဲ့အချစ်ကိုတောင်းဆိုဖို့တတ်တည်မရှိခဲ့ကြပဲအားနဲ့ချက်ချင်းတူညီနေခဲ့ကြတာပဲငါမိဘတွေရဲ့ပတ်စံနဲ့နိုင်ငံခြားသွားခဲ့တာငါသိပါတယ်မင်းအတွက်အခွင့်အရေးမို့သွားတင်တာပဲဘိုင်နင်းကအရန်နူးညံ့တဲ့ပြုံးနဲ့ပြုံးပြတယ်တောင်းကြီးမင်းကအရန်လိမ်မာလွန်းတယ်မင်းကိုအတွက်ပဲပိုးပြီးတကူကောင်းဆန်စေခြင်းနဲ့အခုကစရင်ငါအတွက်အလုပ်ကပထမပဲရတယ်ငါမင်းနောက်ကပဲလိုက်ခဲ့မယ်မင်းကနိုင်ငံရဲ့အကောင်းဆုံးမင်းသမီးပဲဘာလို့ငါနောက်လိုက်မှာလဲငါအကောင်းဆုံးမင်းသမီးဖြစ်လာတာလဲမင်းကြောင့်ပဲလေကျွန်တော်တို့3လပဲတွဲခဲ့ကြပေမဲ့ဘိုင်နင်းကတော့တစ်သက်လုံးစာအတွက်ဆုံးဖြတ်ချက်ချပြီးသားပါချင်းချင်းနားလည်မှုရသွားတဲ့နောက်တစ်နေ့မှာပဲသူမကလူမှုစာမျက်နှာပေါ်မှာကျမသူနဲ့အတူရှိနေပါပြီကျမသူ့ကိုချင်းနေတော့မယ်လို့တရားဝင်ကြေညာလိုက်လို့အင်တာနက်စာမျက်နှာတစ်ခုလုံးပောက်ကွဲမတက်ဖြစ်သွားခဲ့တယ်သူမရဲ့မိဘတွေနောက်ဆက်မှာစိုးရိမ်မိပေမဲ့သက်25နှစ်ရှိနေပြီဖြစ်တဲ့ဘိုင်နင်းရဲ့ခေါင်းမတွေဇက်ကိုဘယ်သူမှမတားဆီးနိုင်တော့ပါဘူးလွန်ခဲ့တဲ့9နှစ်ကလည်းသူမကိုမထိန်ချုံနိုင်လို့ကျွန်တော်ဘက်ကိုလှည့်ခဲ့ကြတာဖြစ်မှာပါကျွန်တော်ကပဲကိုမယုံကြည်မှုကြောင့်ရှုံးနေခဲ့ရတာအဲ့ဒီနေ့မှာပဲလူရှင်နေရန်တယောက်ဒေါသတကြီးနဲ့ကျွန်တော်စီရောက်လာပြီးမင်းကဖန်ရောင်းလားဘိုင်နင်းနဲ့ချက်ချင်းလမ်းခွဲလိုက်မဟုတ်ရင်မင်းအလုပ်ပြောရမယ်လို့ချင်းချောက်လိုက်အဲ့ဒီချိန်မှာဘိုင်နင်းကနောက်ကနေပေါ်လာပြီးငါတို့ကြားမှာဘာပတ်သက်မှုရှိလို့လဲလို့အေးဆက်စွာပြောတယ်လူရှင်နေရန်ကဘိုင်နင်းမင်းဒီစီးရဲသားကောင်ရဲ့လှည့်သားတာကိုခံနေရပြန်ပြီလို့ပြောတော့ဘိုင်နင်းကစပွဲကိုဝုန်းကနေရိုက်ပြီးမင်းကငါ့ကိုညီမလိုသဘောထားမယ်ဆိုပြီးဘာလို့ငါလူကိုမလေးစားလုပ်နေတာလဲငါတီးခံခဲ့တာအတိုင်းထက်လုံးပဲအကိုဆိုရင်အကိုနေရာမှာပဲနေပါလို့ပြက်ပြက်သားသားသတိပေးလိုက်တယ်လူရှင်နေရန်ကစိတ်ဆိုးမှန်သွနဲ့မင်းပြူသားခံနေရပြီဘိုင်နင်းငါသတင်းစာရှင်းလင်းပွဲလုပ်ပြီးဒီကောင်အဆက်ကွဲအောင်လုပ်မယ်လို့ပြောပြီးထွက်သွားတယ်ဘိုင်နင်းကတော့လှုပ်ချင်တာလို့ငါစီကညှာတာမှုတော့မမျှော်လင့်နဲ့လို့အေးစေးပဲတုံ့ပြန်ခဲ့တယ်တပတ်ကြာမှပဲလူရှင်နေရန်တကယ်ပဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပေမဲ့အရာအလုံးကသူတင်တယ်လို့ဖြစ်မလာခဲ့ပါဘူးသူကကင်မရာတွေရှေ့မှာဝေကောင်းဆလာတွေနဲ့ပေါ်လာပြီးဒီနေ့ကျွန်တော်တခုကိုရှင်းလင်းချင်ပါတယ်ဘိုင်နင်းပြနဲ့ကျွန်တော်ကြားမှာညီမလိုဆက်ဆံရေးမျိုးဒါမှမဟုတ်စစ်သက်ကြောင်းလမ်းမှုဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးလို့ပြောလိုက်တဲ့အခါပရိသတ်တွေအားလုံးအံ့ဩမှင်သက်သွားကြတော့တယ်သတင်းစာရှင်းလင်းပွဲသို့ရောက်လာကြသူအားလုံးကအရှုပ်တော်ပုံတစ်ခုကိုမျှော်လင့်နေခဲ့ကြတော့လဲဂျာအားလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်ဘိုင်နင်းပြနဲ့ကျွန်တော်ကမိသားစုချင်းစီးပွားရေးပတ်သက်မှုကြောင့်ငယ်ငယ်ကလေးကအတူကြီးပြင်းခဲ့တာပါဒါပေမဲ့သူမကကျွန်တော်ကိုအကိုလိုပဲသဘောထားပြီးကျွန်တော်ကလည်းသူမကိုညီမလေးလိုပဲမြင်ပါတယ်စိတ်သက်ထားတယ်ဆိုတာကောလာဟာလာတက်တက်ပါပဲဘယ်သူမှသဘောမတူခဲ့ကြလို့မိသားစုချင်းလည်းအတီလင်းပြောခဲ့တာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကြားမှာဘယ်တော့မှချစ်တန်ရောစင်မရှိခဲ့ပါဘူးလို့လူရှင်နီယန်ကပြောလိုက်ပြီးနောက်သူကဗေမင်းရဲ့ပထမဆုံးအချစ်ပါအရင်ကသူ့ကိုအသွင်ပြင်းနဲ့တင်အကဲဖြတ်ပြီးစော်ကားခဲ့မိတဲ့အတွက်ကျွန်တော်ရိုးသားသားတောင်းပန်ပါတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်လူတို့အပြင်ကချက်ချင်းပြောင်းလဲသွားတော့တယ်netတီစင်များကလူရှင်နီယန်အရင်ကပြောခဲ့မှုတဲ့ထောင်လွှားသောစကားများကိုပြန်ထူးပေါ်ကပြင်းပြင်းထန်ထန်ဝေဖန်ကြတော့လဲကောင်းကွက်တစ်ခုမှမူဘိုင်နေပင်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ PR စီစဉ်များကိုပင်သုံးစရာမလိုပဲအကုန်စင်ပြေသွားခဲ့ခြင်းဖြစ်ပါတော့တယ်တညာရင်းချင်းသူဘာကြောင့်စိတ်ပြောင်းသွားလဲဟုကျွန်တော်သိချင်မိရာဘိုင်နေပင်ကပြုံးလျက်သူသာစိတ်မပြောင်းရင်မိသားစုတစ်ခုလုံးစီးပွားရေးဆက်လုပ်လို့ရမှာမဟုတ်တော့ဘူးလေအခုမိသားစုထဲမှာငါအရှိန်အဝါအရှိဆုံးပဲကုမ္ပဏီကိုလည်းငါပဲချုပ်ကင်ထားတာလူရှင်တွေကအခြေအနေရအလျှော့ပေးလိုက်ရတာပါဟုရှင်းပြတယ်တောက်လာကြမှာဘိုင်နေပင်ဖခင်ဖြစ်သူနေမကောင်းဖြစ်ကအလုံးမလုံးနိုင်တော့ဖြင့်မိခင်ဖြစ်သူကလည်းပွဲလန်းသပင်အများစုကိုဖျက်သိမ်းပြီးအိမ်မှာပဲပြုစုရတော့တယ်တစ်ဖက်မှာဘိုင်နေရဲ့လုပ်ငန်းခွင်ကပုံမတိုးတက်အောင်မြင်လာခဲ့တော့တယ်အာနာအလုံးသူမလက်ထက်ရောက်လာတဲ့အခါမှာလူကြီးများကသူမရဲ့ဆုံးဖြတ်ချက်မှန်သမျှကိုမစွက်ဖက်နိုင်တော့ပါဘူးအရာအလုံးနားလေသဘောပေါက်သွားတဲ့ဘိုင်နေကလူတစ်ယောက်လိုပြောင်းလဲသွားခဲ့ပါတယ်မိမိမှာလိုအပ်ချက်ရှိခဲ့သမျှကိုပုံမဖြည့်ဆည်းကျင်လာပြီး TV အစီအစဉ်များမှကျွန်တော်အကြောင်းကိုထည့်သွင်းပြောကြားလိရှိပါတယ်ကျမငယ်ငယ်ကစိုးသွမ်းတဲ့မိန်းကလေးတစ်ယောက်ပါအဲ့ဒီအမောင်တူတွေကနေကျမကိုဆွဲထုတ်ပြီးအလင်းအောင်ပြခဲ့တာကတော့ကျမရဲ့ရည်သားပါပဲလို့သူမကဆိုတယ်ဒါပေမဲ့၎င်းရဲ့နောက်ဆက်တဲ့စူးကျိုးလည်းရှိပါသေးတယ်ကျွန်တော်ကိုရှောင်တွေးပါဘိုင်နေပင်တယောက်ချက်ချင်းပြရခက်သွားပြီးကျွန်တော်ထပ်ထားခဲ့မှာကိုအလွန်ကြောက်ရွံ့နေပါတယ်
ခါရရန်တကောင်ရန်ချိန်များတွင်ကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်ကျွန်တော်နာမည်ကိုထက်ထက်ခါခါရေရွတ်နေတတ်ပါတယ်လူများရှိမှတည်ကြည်လာတဲ့အကောင်းဆုံးမင်းသမီးကြီးကကျွန်တော်ရှေ့တွင်မူစနောက်ရတာကြိုက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားပြီးသူမရဲ့နာမည်ခေါ်တဲ့များကဖုံမုံများကြားတွင်းထုတ်ထားခဲ့တဲ့စလုံးများကိုသတိရစေပါတော့တယ်အသက်28နှစ်အရွယ်မှာဘိုင်နေပင်နဲ့ကျွန်တော်အထက်တန်းကျောင်းဟောင်းသို့အတူပြန်သွားခဲ့ကြပါတယ်လူငယ်ဘဝဆိုဒီမှာရာသီဥတုကဲ့သို့ပင်အမြဲတမ်းသုံးတယောက်ကနုပြိုနေတတ်ပြီးသုံးတယောက်ကတော့ရာရာကိုအတင်စမ်းဖြစ်ရင်ဆိုင်ရင်ဘာလို့ရမှန်းမသိဖြစ်နေတတ်စမြဲပါကျောင်းခန်းရှိတွင်ကြီးမားသောငပြောပင်ကြီးရှိနေတော့မှာပဲကျွန်တော်တို့နှစ်ယောက်လုံးတစ်ပင်အောက်မှာရရင်ကျောင်းသားများရဲ့စာဖတ်တံကိုနားထောင်နေခဲ့ကြပါတယ်ကျောင်းရင်မင်းပြန်လာခဲ့ရင်တော့မင်းတနေ့ပြန်လာလိမ့်မယ်ဆိုတာငါသိပါတယ်အဲ့ဒီနေ့ကမင်းပြန်လဲလာပြီးခဲ့လိုမျိုးအခုမင်းပြန်လာမယ်ဆိုတာငါတေချာပေါက်သိနေခဲ့တာမင်းဘဝမှာသွားပြီးမှပြန်လဲလာပြီးတဲ့တူတဲ့သောလူကငါပဲဖြစ်ခဲ့လို့ခုထိလဲငါပဲလေကျွန်တော်တို့ကျောင်းခန်းပရင်းပေါက်အောက်မှာရက်နေတဲ့ဘိုင်နင်းကခြေပြားလေးထောက်ပြီးကျွန်တော်ကိုနမ်းလိုက်ပါတယ်ကျောင်းကြီးငါမင်းကိုချစ်တယ်ကျွန်တော်အသက်16နှစ်တုန်းကဘယ်သူမှအလိုမရှိတဲ့စိုးသွမ်းတဲ့မိန်းကလေးတစ်ယောက်ကိုတွဲခေါ်ခဲ့မိတယ်ဒီနေ့ဆိုရင်သူမကိုရှာဖွေတွေ့ရှိခဲ့တာ10နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်လို့ကျွန်တော်တို့လက်ထပ်ခဲ့ကြတဲ့ပထမဆုံးနေ့လည်းဖြစ်ပါတယ်ဇုံတစ်ယောက်ကသာချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင်ကျောင်းစင်းချိန်အတူလမ်းလျှောက်ပြန်ခဲ့ကြတဲ့လမ်းကလေးအတူဖြတ်တန်းခဲ့တဲ့ညတာတွေနဲ့ပျော်ရွှင်မှုတွေပြည့်နေနေတဲ့ခီးစဉ်တစ်ခုပါပဲလို့ကျွန်တော်ဖြေမိပါလိမ့်မယ်